ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျမတို့ရဲ့ BNK Audio Book Channel လေးကနေပြီးတော့မှပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ချစ်ရတဲ့ပရိသတ်တွေကိုတင်ဆက်ပေးခြင်းနဲ့အချစ်ဝတ္ထုဆက်လံကောင်းလေးရှိပါသေးတယ်ရှင်။စာရေးသူဆူရှာရေးသားထားတဲ့အတ္တကိုရောင်ချဲခြင်းဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီ channel လေးကနေပြီးတော့မှစိတ်ဝင်စားဖွယ်ရာစာအုပ်စာပေတွေအချစ်ဝတ္ထုဇလံကောင်းလေးများစွာကိုရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လေးမလုပ်ရသေးဘူးဆိုရင်တော့ channel လေးကို like and subscribe လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့တဲနော်စာပါအတ္တကိုရောင်ချဲခြင်းဘာလို့နဲ့နောက်တစ်ပတ်ဆိုအလွန်မင်္ဂလာဆောင်ရတော့မယ်။အခုချိန်ထိလက်ထက်ယူရမယ်သူတို့သမီးဟာယူသလားမဲသလားမသိရသေးပါ။ဖွားဖွားရဲ့စံထားကြောင့်သာအလွန်မငင်းနိုင်ခဲ့တာအလွန်ကိုမွေးပြီးမမေကစောင်းသွားခဲ့တယ်ဖေဖေကပဲပြုစုဆောင်းရှောက်ပေးခဲ့တာလွန်ခဲ့တဲ့နှစ်ကပဲဖေဖေဆုံးသွားပြန်တယ်အလွန်မှဆွေမျိုးဆိုလို့ဖွားဖွားတယောက်သာရှိတယ်ပြီးတော့ဖွားဖွားကအသက်လည်းကြီးလာပြီဖွားဖွားကအသက်ကြီးမှစိတ်ထိခိုက်မှစိုးရတယ်မင်္ဂလာဝတ်ဆောင်သွားရွေးဖို့အခုချိန်ထိသူတို့သားမလာသေးဘူးမင်္ဂလာဆောင်ရင်တောင်ဒီသူတို့သားကိုတွေ့ရပါမလားຫນွေဥပချီစိတ်တွေကပြောနေမိရဲ့ပချီသူတို့သားလာပြီအပြင်မှာစောင့်နေတယ်အစင်သင့်ဖြင့်သွားမယ်တဲ့တော်သေးရပေါ့ကံကောင်းစွာနဲ့သူတို့သားလောက်မြင်ခွင့်ရတော့မယ်ပချီရဲ့အဲ့အရာတွေကိုပြောမနေနဲ့သွားမြင်ဟဲ့သူတို့သားခန့်ချောကြီးနော်အရန်လည်းမကြွေနဲ့တိလားအပိုတွေပြောမနေနဲ့မမေ့စန္ဒကြောင့်ဒီမင်္ဂလာပွဲဖြစ်မှာဒါမှမဟုတ်မင်္ဂလာခမ်းမထဲဝင်သူတို့သမီးလဲလိုက်မကောင်းလားအမြင်ကက်လလာတဲ့ငဲ့တဲ့ငဲ့ချင်းပြောမနာဆိုမနာမာယာကိုအရွက်တိုက်ဆလိုက်မိတယ်အမလေးပချီရဲ့ငါဆလာပါဟဲ့တိတ်လေတွင်တုံးနေနဲ့သူတို့သားတော့မမြင်ရသေးဘူးဘယ်လိုလူရများပချီကိုလက်ထပ်ယူမှလဲတငယ်ချင်းတွေပြောနေကြတာကတော့ခိမမီတဲ့ပုံတုံးကြီးကိုလက်ထပ်ယူတဲ့သူကပေါ်တော်တော်ကြောင်တောင်ပဲဖြစ်ရမယ်တဲ့အလွန်စောင့်နေရကြားလာပြီခုတီထွက်မလာသေးဘူးအလှတွေရမ်းပြင်းနေလားမသိဘူးမင်းလေးအလှတွေပြင်းနေလေအလွန်ကစိတ်ဝင်စားမှာမဟုတ်အတွေးလွန်နေတဲ့တက်ကလေးလုံးအကြည့်တွေကရက်တန်လို့မရပါအိမ်အပြင်ကိုတလန်းချင်းထွက်လာပုံကတကယ့်ကိုမြန်မာဆန်ဆန်ရင်လွန်းလာပါတယ်ရှည်လျားတဲ့ဆန်တွေကိုလည်းအယောင်တွေချဲ့တာမထောင်နင်းစီနီလေးတပွင့်ကိုသာပန်ဆင်ထားတယ်တနက်ခါပပလေးလိမ့်ချထားတယ်ဒီမှာကျမထူးဆန်းနေလို့လားအရန်ကိုထူးဆန်းတယ်ဘဘသဘောကျတာမစမ်းတော့ပါဘူးရေပြီးပြန်ဖြေပြလိုက်တယ်သွားကြမယ်အစင်သင်ဖြစ်ပြီလားဟုတ်သွားကြတာပေါ့အလွန်ကပက်ချီကိုရှေ့ခန်းမှာထိုင်စေဖို့ကားတကားလေးဖွင့်ပေးတယ်ကားပေါ်ရောက်တော့လေဒီငိမ်လွန်းလာတဲ့ຫນွေဥပချီအလွန်ကိုတစ်ချက်လေးမှလေမကြည့်ဒါနဲ့ຫນွေဥပချီရှင်ပြောလေရှင်းရင်ထဲမှာမေးစရာတွေအများရှိနေမှာပေါ့ဟုတ်တယ်ဗျအခုလက်ထက်မဲ့ကိစ္စဘယ်လိုသဘောရလဲဘယ်လိုသဘောမှမရပါဘူးဗျာဟုတ်တယ်လေလူကြီးတွေကစစ်စင်လို့လက်ခံလိုက်တယ်အဲ့ဒါပဲအော်ဟုတ်ပါပြီကျွန်တော်ပြောချင်တာကလေခမရဘက်ကမကြီးဖြူမှာစိုးလို့ပါသိပြီကျမနားလေပြီအခုမင်္ဂလာပွဲကိုရှင်းလက်မခံချင်ဘူးဆိုရင်ကျမဘက်ကညင်းပေးရမလားဟာမဟုတ်လေကျွန်တော်ပြောချင်တာကလက်ထပ်ပြီးရင်လေကျွန်တော်တို့ရိုးသားစွာနေထိုင်ကြမယ်လို့အခုကဖွားဖွားစီစဉ်လို့လက်ထပ်မှာလေကျွန်တော်ကဘာလို့မငင်းလဲဆိုတော့ဖွားဖွားအသက်အရန်ကြီးနေပြီစိတ်ထိခိုက်မှာစိုးလို့တကယ်လို့နောက်တစ်ချိန်မှာခမည်းမကြည့်နဲ့ကျွန်တော်ခွာရှင်းပေးပါမယ်ဟုတ်တော့ဘလို့လူပါလိမ့်မင်္ဂလာတော့မစားရသေးဘူးခွာရှင်းဖို့ပြောနေတယ်ကျမနားလဲပြီရှင်ဖွားဖွားမရှိတော့တဲ့အခါကျရင်ခွာရှင်းကြမယ်ဆိုပါတော့အော်ဟုတ်တယ်ဗျမင်္ဂလာဝတ်ဆောင်ရွေးရနေရမှာလေအငင်းပွားရသေးတယ်ဘယ်ချီကြက်တဲ့အယောင်ကမိုးပြရောင်ဒါပေမဲ့သူကတော့ခရမ်းရောင်ကိုသာအတင်းယူခိုင်းနေတယ်ဒီမှာရှင်းဝတ်တာမှမဟုတ်တာကျမကြိုက်တာယူမှာပေါ့ကျမဝတ်ဖို့ပဲခမားပါမှလည်းမသိပဲနဲ့ခရမ်းရောင်ကတစ္ဆာရှိခြင်းလို့အယူဆရှိတယ်ခုနကပဲကွာရှင်းဖို့ပြောနေတဲ့လူကများတစ္ဆာရှိခြင်းဆိုတဲ့စကားကိုလာပြောနေသေးတယ်နောက်ဆုံးတော့လေ
ချီအယုံပေးလိုက်တယ်ထန်ညင်းနဲ့လည်းအပူပဲလေမင်္ဂလာဆောင်ခမ်းမကြီးမှာသူတို့သားနဲ့သူတို့သမီးကိုစောင့်မျှော်နေကြတယ်ပချီရဲ့စံတာအရမြမဆန်ဆန်ထိုင်မသိနဲ့ပဲမင်္ဂလာဆောင်တယ်ခတ်တာကသူများနဲ့မတူအောင်ဝတ်ဆောင်ကခဲရောင်ရရင်ဖြစ်နေတယ်ပချီကိုမှန်းကြည့်နေရင်အတွေ့တစ်ခုဝင်လာတယ်သူရွေးပေးတဲ့အရာကထူးဆန်းမှုရှိနေပေမဲ့အခုလိုဝတ်ဆင်လိုက်တော့စိတ်ကျေနပ်မှုရှိသားပဲပချီရှင်အပြင်မှာစောင့်နေကြတယ်သွားရအောင်လေသွားနေလေဗျာမင်္ဂလာဆောင်ပါရဲဆိုကျွန်တော်တယောက်တည်းအရင်ထွက်သွားလို့ဖြစ်မလားဘာဖြစ်လဲအရင်ဧည့်ခံထားပြီးတပ်ပုံဆိုင်မှာလက်လေးချိတ်လေးရတာပဲဟာဒါဆိုခမ်းမထဲမှာကျွန်တော်အဆက်ကွဲမှာပေါ့ဘာလို့အဆက်ကွဲမှာလဲရှင်ပစိုးခံခိုင်မဝတ်တက်လို့လားဟုတ်တယ်ဟုတ်ဘူးသူတို့သမီးမဖားပဲခမ်းမထဲဝင်အဆက်ရမှာပေါ့ဒါတော့လာသွားမယ်သစိန်တယောက်ရဲ့လက်ကိုချိတ်ထားရတာစိတ်ထက်တစ်မျိုးကြီးဘလို့ခံစားချက်လည်းမသိဘူးအဲခံပွဲပြီးတော့အမတ်တရားတပ်ပုံတွေရရတယ်မိဘတွေကိုကတော့ပြီးတော့မမေပြန်ကြမယ်လေဟာမင်းဘယ်ကိုပြန်มาလဲအိမ်ကိုပေါ့ခမရတဲ့ကျွန်တော်ခုပဲမင်္ဂလာဆောင်ပြီးတာလေအိမ်ပြန်လို့မရတော့ဘူးကျွန်တော်နဲ့အိမ်လိုက်ခဲ့ဟုတ်တာပဲသမီးရဲ့အစဉ်ပြောင်းနေကြနော်နောက်ရက်တွေမှာမမေတို့အိမ်ကိုအလဲလာခဲ့ကြဟုတ်ပြီလားဒါမင်းကလည်းအမေသမီးကိုကျူးဆိုင်ပေးပါနော်ဟုတ်ကဲ့ပါမေမင်္ဂလာလက်ဖွဲ့အနေနဲ့အိမ်တစ်လုံးဝယ်ပေးထားရတယ်ဆိုရင်မဲ့ The Great အလွန်ဘက်ကဖွားဖွားတယောက်တည်းရှိတာမို့အိမ်ခွဲမနေပဲဖွားဖွားနဲ့အတူနေလိုက်ခြင်းဖြစ်တယ်အိမ်ထဲကိုဝင်လိုက်တာနဲ့ချိန်ဆွဲထားတဲ့ပုံတွေကနေရာအပြည့်ဒီ The Great အလွန်ဆိုတဲ့လူကတပ်ပုံရိုက်တာတော်တော်ဝါသနာပါတယ်ထင်ပါရဲ့သူ့ပုံနဲ့ကြီးပါပဲဒီနေရာမှာတော့မင်္ဂလာစုံတွဲပုံလေးဒါကသူမိဘတွေထင်ပါတယ်ဘေးရပုံကတော့တတော်လာတယ်ပချီမျက်တောင်မခတ်စိုက်ကြည့်နေမိတယ်အဲ့ဒါဖွားဖွားငယ်ငယ်တော့ပုံပေါ့အခုပုံနဲ့တော့မတူတော့ဘူးပေါ့ကွယ်ဖွားဖွားရဲ့အရန်လာတာပဲအခုချိန်ထိလေလာနေတော့မှာပဲဖွားဖွားတော်ပြုံးစီသူဆိုတလို့မျိုးနမဲနဲ့လက်အောင်အမြဲပြုံးနေတာလူတိုင်းကလည်းဖွားပြုံးဆိုပြီးချစ်ကြတယ်ကဲအဲ့ရီနောက်မှကြည့်အပေါ်တက်အခန်းလိုက်ကြည့်လေဒီနေ့ပင်ပန်းထားတာစောစောအနားယူပေါ့ဟုတ်ကဲ့ဖွားဖွားပချီဖွားဖွားကိုနှုတ်ဆက်ပြီးအပေါ်ထက်ကိုတက်လာခဲ့တယ်အခန်းတွေကအများကြီးဘယ်ခန်းမှနေရမှလည်းမသိဘူးပချီတွေးနေတော့အိမ်အခုကောင်မလေးကလာပြောပြလို့အခန်းထဲကိုပချီဝင်ခဲ့လိုက်တယ်အမေကတင်ပေါ်မှာအင်းကြီးကိုပြောင်းနေမအိမ်နေတဲ့အလွန်ကိုတွေ့ပြီးလှန်သွားတယ်ပချီအနားကိုသွားတာလက်ညှိုးလေးနဲ့မတို့ရဲအလွန်ခါကိုတို့ကဒီမှာဟုတ်လို့ခေါ်နေကြလားဟဲ့လူကျွန်တော်မှနာမည်ရှိတယ်ပြီးတော့ကျွန်တော်ခါအောင်မထိပါနဲ့ကျွန်တော်မှအကျင့်တစ်ခုရှိတယ်အမတ်မထင်ခါကိုထိလိုက်လက်နဲ့ပြန်ရိုက်တတ်တယ်အမလေးတော်ဘလို့လူပါလဲရှင်းကဘာလုပ်နေရလဲအဲ့နေရလေဒီမှာရှင်အိတ်လို့မရဘူးလေဟောဗျာဒီမှာမအိမ်ပဲမှာအိမ်ရမလဲမသိဘူးလေရှင်အိမ်ဆိုတော့ရှင်သိမှာပေါ့ဒီမှာခမည်းနဲ့ကျွန်တော်နှစ်ယောက်တည်းနေနေရမဟုတ်ဖွားဖွားရှိတယ်အခန်းခွဲအိတ်တာဖွားဖွားသိမိုးမီးလောင်မယ်ဆိုတာသိတယ်မလားကျွန်တော်ခမည်းကိုလက်ဖြားနေတော့မထီဘူးစိတ်ချလက်ချအိတ်ပြီးရောအလုံးမျက်စောင်းကိုထိုးပြီးရေချိုးခန်းထဲဝင်သွားတယ်။အော်သူလည်းနှွဲတက်တာပဲ။အလွန်သဘောကျစွာပြုံးမိရဲ့။ကတင်ဟိုဘက်အစွန်းနဲ့ဒီဘက်စွန်းမှနေရာယူပြီးအေးလိုက်တယ်။တယောက်တည်းအိတ်နေကြဖြစ်တဲ့အတွက်အလွန်ကတော့အိတ်ချမ်းတယ်။စောင်းဒီကိုကန်လိုက်ဟိုဘက်လိမ့်လိုက်ဒီဘက်လိမ့်လိုက်နဲ့နောက်တော့ကြားထဲမှာဓာစီထားတဲ့ဖက်လုံးလေးကအောက်ကိုကျသွားတယ်။ပချီစင်းမယ်လောက်တော့ပချီကိုလေးကဖက်လုံးလိုမှတ်ပြီးလာဖက်တော့တော်တော်တရားလွန်လာပြီဒီညပချီအိပ်ရပါအောင်မလားပချီသူ့ကိုအတင်းတွန်းလွတ်ကစောင်းနဲ့ခေါင်းအုံးကိုယူပြီးကျမ်းပြင်ပေါ်မှာဆင်းအိပ်လိုက်တယ်မနက်အလွန်နိုးလာတော့သူမကရှိမနေတော့ပါဘေးချိန်ထသွားလဲအလွန်မသိအလွန်ရိတ်ချိုးအဝတ်အစားလဲပြီးအောက်ထက်ကိုဆင်းလာခဲ့တယ်မြေးလေနိုးပြီလားနောက်ရက်တွေအဲ့လိုအိပ်ပုတ်မကြည့်ရအောင်နော်လာဒီမှာမြေးမလေးကကြာဆန်ချက်ပေးထားတယ်မြေးလေးကြိုက်တယ်မလားပေချိန်ကြရထားပြီးချက်တယ်မသိဖွားဖွားကတော့ပို့ပြီးသဘောကျနေတော့မယ်
ခမည်းပဲချိန်ကြထသွားလေအေးမီးလီဘလို့ခေါ်လိုက်တယ်အော်ဟိုလေအဲ့လိုမခေါ်ပါဘူးရင်းရင်းနှီးနှီးခေါ်ပချီဘယ်ချိန်ကြထသွားလဲပချီရေချင်သွားတယ်ဖိုးဖွားကိုတော့ကြောက်ပုံရတယ်မရဲမိအောင်ထိန်းထားရင်ပြုံးမိသွားတယ်မြေးမလေးကစောစောထရပြီမိအေးကိုကူပြီးချက်ပြုတ်ပေးနေတာအခုဆိုပြားစွန်းတော်လဲကပ်ပြီးပြီအခုမှပဲအိမ်နဲ့ပို့တူလာတယ်မြေးမလေးကိုဖိုးဖွားရွေးတာမှန်သွားပြီဖိုးဖွားကလည်းပချီကိုပဲချီးမွမ်းနေတာအလွန်ဘယ်နာသွားနေရမှာလဲဟုတ်တာပေါ့မြေးလေးကလည်းတော်ပါပြီတယ်ဖွားဖွားစကားကလည်းနားထောင်တယ်ဖွားလုပ်ငန်းတွေကိုလည်းဦးစီးဦးဆောင်လုပ်နေတယ်ဒါနဲ့ဒါတော့အပျော်ခီးထွက်ဖို့စဉ်းစားပြပြီလားအပျော်ခရီးနှစ်ယောက်သားအံ့ဩလွန်လို့ရိုင်းတူဖွားဖွားစကားကိုတန်အောင်လိုက်မိကြတယ်ဟုတ်တယ်လေအလွန်မအားလေအလုပ်ရှိတယ်အလုပ်တွေတော့မပူနဲ့ဖွာစီစဉ်ပြီးပြီတလားလောက်အေးအေးစစ်စစ်လဲပက်ခဲ့ကြတလားနောက်တစ်ခါအံ့ဩရပြန်တယ်ဘလို့နီးနဲ့များတလားထိအတူနေထိုင်ရမှာလေအလွန်ကသူညင်းမြရတာကြောင့်ပချီချစ်တော့ကိုသူ့ချစ်တော့နဲ့မနာအောင်လမ်းကန်တယ်ပချီကိုညင်းခိုင်းတယ်ဆိုတာသဘောပါလိုက်မြေဖွားဖွားပချီခီးမထွက်ချင်ဘူးတခါမှလည်းမသွားဘူးတော့ဖို့စိတ်လည်းမပါဟုတ်လားအဲ့ဆိုမသွားကြတော့လေအလွန်ကဝမ်းသာအားရဝင်ပြောတယ်ဖွားဖွားကစိတ်ကျဉ်နှမှုမြတာနဲ့မဟုတ်သေးပါဘူးမြေးလေးတို့ကတိတ်ပြီးမရင်းနှီးကြသေးဘူးခီးထွက်ရမယ်မငင်းကြနဲ့တော့ကဲကဲစားကြဖွားဖွားလမ်းလျှောက်ထွက်လိုက်အောင်မယ်ဖွားဖွားခေါ်တန်ကိုကြားပေမဲ့လေဖွားဖွားကအလေးမကြည့်တော့ပါတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ပြီးဘလို့နီးနဲ့များအပျော်ခီးထွက်ရမလဲဆိုတာကိုစဉ်းစားနေမိကြတယ်ပချီမမေကိုဖုန်းဆက်အကူအညီတောင်းဖို့တတိယကအခန်းထဲပြေးဝင်လာပြီးမမေကိုဖုန်းဆက်တယ်ဟယ်လိုမမေသမီးကိုသတိမရဘူးလားသတိရတာပေါ့သမီးလေးရဲ့သမီးကိုလွမ်းနေမလားမလွမ်းသေးပါဘူးသမီးလေးရဲ့ဟာမမေသိတာပေါ့အပျော်ခီးထွက်ဖို့ဘယ်နည်းနဲ့ညင်းရမလဲလို့ကြံနေရမလားမမေကဘလို့သိရလဲတော်လေးပြုံးကဖုန်းဆက်ပြောပြထားပြီးသားမမေစဉ်းစားကြည့်လေသစိမ်းယောက်ျားလေးနဲ့နှစ်ယောက်တည်းခီးထွက်ရမယ်လို့ဘလို့ဖြစ်နိုင်မှာလဲသမီးတို့မရင်နီးသေးရမမေသိပါတယ်အခုလိုခီးတွေထွက်မှဘိုးပြီးရင်နီးလာကြမှာလေတရားအကြောင်းတရားပိုးတိလာမှာလေပချီဘာမှပြန်မပြောနိုင်တော့ပါမမေကပြောပြီးဖုန်းချသွားတယ်သစိမ်းယောက်ျားလေးဆိုတာဘာတူလဲအမေရှင်ဘယ်ချိန်ကရမ်းလျှောက်နေရလဲအတန်မပေးပါမပေးနဲ့သူများဖုန်းပြောနေအောင်ခိုးနှားထောင်နေရဲ့ခိုးနှားထောင်တာမဟုတ်ပါဘူးပြင်းလို့အခန်းထဲဝင်လာတာခမည်းကဖုန်းပြောနေရနဲ့တိုက်ဆိုင်သွားတာဒီမှာပချီကြားဖို့တာကတော့ပြင်းလို့အပြင်ထွက်ပြီးအလေသွားတယ်လို့ပဲကြားဖို့တယ်ပြင်းလို့အခန်းထဲဝင်တယ်လို့မကြားဘူးဟာပြင်းတာပဲဘလို့ပြင်းပေါ့ခမည်းကတကယ်ကက်တီးကက်တဲ့ဖဲ့နိုင်တယ်မသိဘူးရှင်အပြင်ထွက်ပချီအိတ်မလို့ညာရှင်ကျေးစုတွေကြောင့်ကောင်းကောင်းမအိတ်ခဲ့ရအောင်ဘလို့ကောင်းကောင်းမအိတ်ရအောင်ဟုတ်လားပချီကဟိုဘက်လဲကစောင်းချုံပြီးအိတ်တော်တယ်အလွန်ကတော့စဉ်းစားနေစေညကအလွန်သူ့ဘာများလုံးမိလို့လဲဘလို့မှညင်းများတယ်အပျော်ခီးကိုညောင်အတူသွားရတော့မယ်တယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ပြီးဘာစကားမှမစုံမိကြပါပချီအစင်သင့်ဖြစ်ပြီလားဘာသေးစရာရှိသေးလဲအဲ့လေးတော့တဲပေးပါအောင်ကျွန်တော်တော့မယူတော့ပါအောင်အလွန်သွားနေမယ်ပချီမြင်မြန်ဆင်းလာခဲ့နော်ဟုတ်ကဲ့ပါပချီကမန်ရှေ့မှာရှေလျားနေတဲ့စပင်တွေကိုဖဲပြလေးနဲ့စီးနေတယ်အလွန်အိတ်ကိုကောင်းမလိုက်တယ်အမလီပချီဒီအိတ်ထဲဘာတွေထည့်ထားရလဲအလေးကြီးပဲဘာမှမထည့်ပါဘူးအင်ကြီးလေးတစ်ထည့်နှစ်ထည့်ရဲ့တနခါတုံးရဲ့ပဲတနခါတုံးဟုတ်တယ်လေဘာဖြစ်လို့လဲဘာလို့ဖို့လဲလိမ့်ဖို့ပေါ့ရှင်ကလည်းအားလိုက်တာအပိုးတွေလုံနေနဲ့ကြောက်ပြင်းမရှိရင်တနခါလည်းအတုံးမဝင်ဘူးထားခဲ့လိုက်ဟုတ်သားပဲအလွန်ပြောမှတတိရတယ်ကြောက်ပြင်းမပိုင်တနခါတွေ့လို့မရအောင်နော်အဲ့လေအားကြောင့်ပြောတာတနခါတုံးတွေအလွန်အပြင်ထုတ်လိုက်ပြီနော်အလွန်ကပြောဆိုအိတ်ထဲကတနခါတုံးတွေကိုပြန်ထုတ်ဖို့လုပ်တယ်ဟဲမထုတ်နဲ့လေရော့ဒီမှာကြောက်ပြင်းတစ်ခါလေးထည့်လိုက်ဟာဒါခမည်းတက်ရွှေ့တာ
ဘာရွဲလို့လဲကြောက်ပြင်းတဲ့တနခါတုံးယူတာရှင့်ကိုပါများထိခိုက်သွားလို့လဲရှင်မနိုင်ထားလိုက်ပချီပဲတည်ခဲ့လိုက်မယ်ဘာလို့မနိုင်ရမှာလဲအလွန်ကပချီရဲ့ခီးဆောင်အိတ်ကိုကောက်ကိုင်းမှပြီးအောက်ထပ်ကိုဆင်းသွားတယ်အလွန်စိတ်ဆိုးချင်ပေမဲ့လည်းစိတ်မဆိုးရပါကိုယ်အိမ်မှာလိုက်နေတဲ့မိန်းကလေးကိုစကနိုင်လူပြီးအနိုင်မြူချင်းပြီးတော့ကိုလက်ထပ်ပြီးယူထားတဲ့စနီးကိုလေးစားမှုတော့ရှိရမယ်မဟုတ်လားတိတ်မကြခင်မှာပဲပချီလည်းဆင်းလာခဲ့တယ်ကဲပျော်ပျော်ကြီးလည်းပဲခဲ့ကြနော်ဖွားဖွားကအရင်နှုတ်ဆက်တယ်အလွန်ကလည်းအားရဝမ်းသာနဲ့ဟုတ်ကဲ့ပါဖွားဖွားအားရဝမ်းသာနဲ့ပြောနေတဲ့အလွန်ကိုပချီဆက်ပြီးကြီးမြတာနဲ့ဘသူမှမသိအောင်အလွန်လက်မောင်းကိုဆွဲလင်လိုက်တယ်အာဟဲ့ဘာဖြစ်တာလဲမြေလေးဘာမှဖြစ်ပါဘူးပြောလို့အော်အေးသွားကြတော့ကားကိုဖြည်းဖြည်းမောင်းတော့မြေလေးဟုတ်ကဲ့ပါဖွားဖွားအလွန်ကားကိုမောင်းထွက်လာခဲ့တယ်တချင်လေးဖွင့်ပြီးအလွန်ကားလိုက်ဆိုနေတယ်ပချီကတော့အသက်ပင်ရှိသေးရလားမသိအသက်ရှူတမ်းပင်မကြားရပါပချီကိုခဏကြည့်ပြီးအကဲခတ်နေမိတယ်ရှင်ကြည့်လို့မဟုတ်သေးဘူးလားဘသူကကြည့်လို့လဲကြည့်ချင်ကားမောင်းတာကိုရှက်ပြီးမှကြည့်ပချီမသိချင်သေးဘူးကားတော့အလွန်နိုင်နေမောင်းတတ်ပါတယ်ဗျစိတ်မပူပါနဲ့ပချီဒါနဲ့လေအလွန်ခမရတကယ်မကြည့်ဘူးနော်အလွန်ကသာဖြည့်ရှင်းချက်တွေထုတ်နေရပချီဘက်ကဘာတမ်းမှထက်မကြရအလွန်သေးချကြည့်လိုက်မှပချီအိပ်ပျော်နေရကိုတီးလိုက်ရတယ်အလွန်ကားကိုလမ်းပေးမှခဏရှက်ထားလိုက်ပြီးပချီမျက်နှာလေးကိုတေးချစိုက်ကြည့်နေမိတယ်။ຫນွေဦးပချီဆိုတဲ့မိန်းကလေးကတေးချကြီးမှပိုးလာနေတယ်လို့ပဲဆွဲမဲ့စရာအကောင်ဆုံးကတော့ပချီရဲ့ထူပစ်နေတဲ့နှက်ခမ်းလေးကဘန်းနုရောင်တန်းနေတယ်။အလွန်စိတ်တွေပချီကိုနမ်းချင်စိတ်တွေပေါ်ပေါက်လာတယ်။အလွန်စိတ်ကိုထိန်းချုပ်ပြီးတတိုင်းခုန်နေတဲ့ဘဲဘဲရင်ဘက်လေးကိုလက်ကလေးနဲ့အသာဖိထားရင်စရွေးတွေမျိုးချလိုက်တယ်။အလွန်ကားကိုတေးချပြန်မောင်းပြီးစိတ်ကိုထိန်းချုပ်လိုက်တယ်။ကဲရှောက်ပြီ။အတော်ပဲပချီအပေါ့အပါသွားချင်နေတာ။အလွန်အခန်းအရင်ရွှတ်ထားနေလေ။ပချီဟိုနာလေးကမုံစားချင်သေးလို့တော့ဝယ်လာအောင်မယ်။တော့ဝယ်လေ။ပချီမုံတော့ဝယ်နေတော့အလွန်ကအခန်းယူထားနေနေ။ရပြီလား။ရပြီ။ရော့တော့အရင်ဝင်နေအလွန်ကားတဲ့ပစ္စည်းတွေကိုတော့ယူလာအောင်မယ်။ဟမ်ဘာလို့လဲအခန်းကတခန်းနဲ့ယူထားရလားအင်းလေစနီးမောင်နဲ့နေအောင်တခန်းနဲ့နေရဘာဖြစ်လို့လဲထူးဆန်းလို့လားစက်မပြောတော့ပါစက်ပြရင်လူအများရှိမှအရှက်ရရင်ပချီပဲအရှက်ရလိမ့်မှာမဟုတ်လားမကျေနပ်ပေမဲ့လေခြေဆောင်ကအခန်းထဲပြန်ဝင်လိုက်တယ်မကျေမနပ်ဖြစ်နေတဲ့ပချီကိုကြည့်ပြီးအလွန်သဘောကျနေမိတယ်တိတ်မကြခင်အလွန်အခန်းထဲဝင်လာတယ်ပချီရေသွားစောရအောင်ကလေးလားလူကြီးလဲစောလို့ရပါတယ်ပချီရဲ့အခန်းထဲမှာပြင်းစရာမစောချင်ကို့ဘာသာကိုသွားစောပချီမလိုက်ဘူးအခန်းထဲမှာတယောက်တည်းပြင်းနေမှာနော်တော့မှသွားစမ်းပါပချီနေတတ်တယ်အင်းလေအားဆိုအလွန်သွားပြီနော်အလွန်ထသွားပြီနောက်အခန်းထဲမှာအဖေါ်ဆိုလို့ပချီနဲ့ပချီအိတ်သာရှိတယ်စိတ်လန်းသွားရေချိုးလိုက်ပေမဲ့လေပချီပြင်းနေစေကန်းချီမှာလမ်းလျှောက်ဖို့ပချီထွက်လာခဲ့တယ်ဟမ်ဒါအလွန်မဟုတ်လားကြည်စမ်းသူ့ကိုယ်သူလူပြိုများမှတ်နေသလားကောင်မလေးရနဲ့ပျော်ပျော်ပါပါရေးစော့နေပချီဆက်ပြီးကြည့်မနေနိုင်တော့တာနဲ့အခန်းထဲကိုပြန်ဝင်လာခဲ့တယ်ခုမှပဲစိတ်လန်းသွားတော့တယ်လမ်းမှာပေါ့တနာယူထလာတော့ပချီစိတ်ထဲကပြောနေမိတယ်ပချီတခုသွားစားရအောင်လေမစားဟာပချီတန်ကဘာဖြစ်တာလဲစိတ်ဆိုးညာလားဘာလို့လဲပချီပိုက်မစားဘူးလားမစားပချီစိတ်ဆိုးနေရဖြစ်မယ်စောသူ့ကိုတောက်တဲ့အခန်းထဲထားခဲ့ပြီစိတ်ဆိုးမပြေသေးဘူးပချီစိတ်ဆိုးနေရလားဘာစိတ်ဆိုးရမှာလဲမဆိုးသိချပြီမင်္ဂလိအများစုကဟုတ်နေမဟုတ်ဘူးလို့ညင်းကြတာသဘောပါလေအလွန်ချော်ဖို့ပြင်းလိုက်တယ်စိတ်မဆိုးပါနဲ့ပချီရဲ့နောက်နေကြရင်လေအတူသွားပြီးရေးစောကြရမယ်လေနော်မလို့ပါဘူးရှင့်မှာပချီမပါလဲအဖေါ်ပြုတ်ပဲမဲ့ကောင်မလေးတွေရှိနေပဲအခုလေသမင်းအတူစားဖို့သူတို့တော့ခေါ်ပါလားအော်လက်ဆက်သက်တော့ပချီရဲ့တော့ဝင်တိုးနေတာကို
အလွန်သဘောကျစွာရှင်းလိုက်တယ်။ရှင်ဘာရတာလဲ။အလွန်ကပြန်မဖြေပဲပချီအနားကိုတလန်းချင်းတိုးကပ်သွားတယ်။ရှင်ဘာလုပ်တာလဲ။ပချီကတလန်းချင်းအနောက်ကိုဆောက်တယ်။အလွန်ကတော့ပချီအနားကိုတိုးကပ်နေစေ။ပချီဆက်ပြီးနောက်ဆုတ်လို့မရတော့ပါ။နေရန်သာရှိတော့တယ်။ရှင်ဘာပချီနှက်ခမ်းလေးနှွေးသွားတယ်။အလွန်စိတ်တွေထိန်ချုံမြတာနဲ့ပချီနှက်ခမ်းလေးကိုဆွတ်ယူနှမ်းရှာလိုက်တယ်။အမတ်တမဲကြားရောက်လာတဲ့အလွတ်နန်းတွေကိုအံ့ဩရပေမဲ့ရုန်းကန်ခြင်းမရှိတုံ့ပြန်တဲ့အနန်းတွေလည်းပချီမပေးခဲ့ပါမျက်လုံးတွေကိုပချီမှိတ်ထားလိုက်တယ်ပချီတကယ်ပြန်တော့မှာလားပြန်မလေဖွားဖွားပြောသလိုတလကြီးလည်းမနေနိုင်တော့အင်းလေပချီလည်းပြန်ချင်နေလေပြန်ကြတာပေါ့ဖွားဖွားပြောတဲ့တလတော့မနေခဲ့ပါတပတ်လေးတောင်မပြေးလောက်ပချီကပြန်ချင်နေဆိုတာနဲ့ပြန်လာခဲ့ကြတယ်ပချီနေမကောင်းလားကောင်းပါတယ်မသိဘူးလေပချီမျက်နှာမတာမရနဲ့နေများမကောင်းဘူးလားလို့ပချီစိတ်တွေလေးနေတယ်ပြဿနာတစ်ခုခုဖြစ်တော့မယ်လို့ထင်နေအလုံးဟာပချီရဲ့အဲ့လိုတွေမတွေးပါနဲ့ကွာဘာမှမဖြစ်ဘူးစိတ်အေးထားနော်အင်းပါဘာမှမဖြစ်ပါစေနဲ့လို့ပဲဆုတောင်းတယ်ပချီခဏအိတ်လိုက်ပါလားအေးရေးဝိုင်းစိတ်ကြီးသွားလိုက်မယ်ခဏအိတ်လိုက်အောင်မယ်အလွန်လဲကားကိုကျူးဆိုင်မောင်းနော်စိတ်ချပါကွာပချီအိပ်ပျော်တော့သချင်းအေးအေးလေးဖွင့်ပေးလိုက်တယ်အလွန်တကယ်ပဲမထင်မိဘူးຫນွေဥပချီဆိုတဲ့မင်းကလေးကိုစိတ်ချမ်းသာစေချင်တယ်သူမျက်နှာပဲအရေးတကြီးကြီးနဲ့ကြည်နေမိတာအလွန်သူ့ကိုချစ်နေမိရလားအလွန်ဖုန်းလေးအတန်မိလာတယ်ဖွားဖွားနာမည်လေးနဲ့မို့အလွန်ဖုန်းကင်လိုက်တယ်ဟယ်လိုဖွားဖွားပြောလေမြေလေးတို့အခုပဲမှလေမြေးမလေးရောအနားမှာရှိလားအလွန်တော့ပြန်လာခဲ့ပြီအခုလမ်းမှာပဲရှိသေးတယ်ပချီကတော့အိပ်ပျော်နေတယ်ဖွားဖွားအေးမြေးလေးတို့ပြန်လာတာကောင်းတယ်ဖွားဖွားကပြန်ခေါ်မလို့ပဲပချီလေးကိုစိတ်အေးထားခိုင်းပြီးပြောပြလိုက်နော်ပချီမိဘတွေကောင်းမတော်တဆဖြစ်လို့ခုစီးအောင်ပါဗျာမြေးလေးကောက်ကျူးဆိုင်မောင်းနော်ဖွားဖွားကဖုံးချသွားတယ်အလွန်မယုံနိုင်ဖြစ်နေတယ်ဖွားဖွားကတော့ညာမှာမဟုတ်အလွန်ကပင်မျက်နှာနဲ့ပချီကိုပြောပြရမလဲဟိုရောက်မှပြောရင်လဲစောစောမပြောဘူးဆိုပြီးစိတ်ဆိုးအောင်မယ်အခုပြောလိုက်ရင်လဲသူစိတ်မထိန်နိုင်မှစိုးရတယ်အလွန်ဘာလို့ရမလဲအလွန်ဒါကဘယ်ကိုမောင်းနေရလဲဟိုဘက်လမ်းကမှအိမ်ကိုသွားတဲ့ပတ်လမ်းလေတိတယ်ပချီရဲ့အခုချိန်ကအိမ်ကိုသွားရမှာမဟုတ်ဘူးဘာလို့လဲအလွန်ပချီစိတ်အေးထားနော်ပချီအိပ်ပျော်နေတော့ဖွားဖွားဖုန်းဆက်တယ်ပချီမိပါရယ်ကောင်းမတော်တဆဖြစ်နေလို့အခုစီးုံမှာတဲ့အားကြောင့်အလွန်စီးုံကိုမောင်းနေတာဘာဘလို့အလွန်ပချီနားကြမမားပါဘူးနော်ပချီစိတ်အေးအေးထားပါကွာရောက်တော့မှာပါနော်အလွန်စိတ်ပူမိတယ်ပချီကအရန်ဝမ်းနေတတ်တယ်ဘာမှမသိအလွန်ပချီကိုစိတ်အရန်ပူတာပဲပချီကတော့မျက်ရည်တွေဝဲပြီးစိတ်ပူနေရှာတယ်စီးရုံကိုရောက်တာနဲ့ဖွားဖွားကအရှိမထွက်ကြိုးတယ်ဖွားဖွားပချီဖဖေနဲ့မမေရောဖွားဖွားကဘာမှမပြောပဲလက်ညှိုးညွန်ပြလိုက်တယ်ဖွားဖွားမျက်နှာမကောင်းပါအလွန်ထင်သလိုမဖြစ်ပါစေနဲ့ဖွားဖွားမြေးမလေးနောက်ကိုလိုက်သွားနှစ်သိမ့်ပေးလိုက်ပါအောင်ခုချိန်မှသူဖွားဖွားရဲ့စကားကိုစုံအောင်နားမထောင်တော့ပဲပချီနောက်ကိုပြေးလိုက်လာတယ်အလွန်ဝင်သွားတော့ပချီကကျမ်းပြင်မှာလဲနေတယ်တတိမေ့နေတယ်လို့ထင်လိုက်ပေမဲ့အလွန်အနာရောက်တော့ပချီငိုနေတာပါပချီအလွန်ပချီမယုံနိုင်သူတို့ပြောတဲ့စကားတွေရောပချီမယုံဖဖေနဲ့မမေကတတိမေ့နေတာပါခဏဆိုနိုးလာတော့မှာပါအလွန်သူတို့ကိုပြောပေးပါဖဖေနဲ့မမေကတကယ်မတည်သေးပါဘူးရှိုက်ကြီးတငယ်ငိုနေရှာတဲ့ပချီကိုပွေဖက်ထားလိုက်တယ်အလွန်ကိုယ်တိုင်မျက်ရည်တွေကတားစီမြခဲ့ပါရင်ထဲမှာတခုခုကစို့နေတယ်လို့ပဲပချီအာရပါရငိုလိုက်ခြင်းပဲမဲ့ဘလို့မှငိုမရဒီလောကမှာဖဖေနဲ့မမေတာမရှိပချီဘလို့အသက်ရှင်ရမှာလဲအချိန်တွေကိုနောက်ပြန်ရစ်ပလိုက်ခြင်းနဲ့မမေရဲ့ဘာလို့များမျက်ရည်တွေကတားစီမရပါပချီပါလေးထက်မှပြိုဆင်းလာတော့တယ်မမေတို့ဆုံးတာအခုဆိုတလားပြည့်ခဲ့ပြီ
ဆွေမျိုးမရှိတကောင်ကြက်ပွားဖြစ်ခဲ့ရမလို့နဲ့ဖွားဖွားတော်ပြုံးစီသူနဲ့အလွန့်ရဲ့ကျေးဇူးတွေကြောင့်ပချီအစဉ်ပြေခဲ့ပါတယ်တခါတလေမမေ့ကိုလွမ်းလို့ခိုးပြီးငိုမိတာကလွယ်အားလုံးအစဉ်ပြေပါတယ်ပချီဘာတွေကိုတွေးနေရလဲအလွန်ယုံသွားတော့မယ်အလွန်ပချီတစ်ခုလောက်တောင်းဆိုခြင်းနဲ့ပြောလေကိုတို့အကြားမှာတောင်းဆိုစရာဆွေစကားမလိုပါဘူးကွာအလွန်စကားကြောင့်ပချီပြုံးမိရဲ့အလွန်အင်ကြီးလေးကိုတေချပြင်ပေးရင်အလွန်ပါးလေးကိုမမိတမိခြေဖြားလေးထောက်ကနမ်းလိုက်တယ်ဝင်းပပရွှေဆိုင်ဟာပကြီးတို့ဖိုးဖွားပိုင်လေးပါဖြစ်နိုင်ရင်ပကြီးအဲဆိုင်လေးကိုဖြုံမပစ်ချင်အောင်အော်အင်းပါပကြီးသဘောလေကိုသွားတော့မယ်အလွန်ယုံသွားခါနေမှပကြီးနှစ်ဖူးလေးကိုနမ်းလိုက်တယ်တိတ်ကိုဖြူစင်လွန်းတဲ့ຫນွေဦးပကြီးမိဘတွေမရှိတော့တဲ့နောက်အလွန်တုံမြေးဖွားကမိဘနဲ့မချကူညီဆောင်းရှောက်ပေးပါတယ်ဖွားဖွားကတော့ပကြီးနဲ့အလွန်အတူရှိနေပြီးရေမောနေကျင်းနဲ့နေသူပါပကြီးလေရှိန်ဖွားဖွားမြေးမလေးကဖွားအိမ်ကိုစားရောက်ကြတဲ့တနေ့မှအလကားနေတယ်ဆိုတာမရှိဘူးတခုမဟုတ်တခုလုံနေတော့တာပဲဖွားကအိမ်အခုခေါ်ထားတယ်လို့ဖြစ်နေပြီမဟုတ်တာပဲဖွားရဲ့ပကြီးကမနေတတ်လို့ပါမြေးလေးနဲ့ရောအဆင်ပြေတယ်မလားပြေပါတယ်ဖွားဘာတွေအဆင်ပြေနေကြရလဲအလွန်လဲသိချင်တယ်ဖွားနဲ့စကားပြောနေတော့အနာမှာအလွန်ဝင်လာတာကိုမတီးလိုက်အောင်ပကြီးနောက်ကိုလဲကြည့်လိုက်တော့ဟင်ဒါခက်ငယ်ငယ်ကောင်မလေးတယောက်အလွန်လက်မောင်းကိုချိတ်တွဲထားတယ်မျက်နှာကလည်းပြုံးလို့ရှင်လို့ပါပဲသူလျာအလွန်နဲ့ဘလို့ပတ်သက်တာပါလဲပကြီးကောင်းတဲ့ကိုအတွေးပေါင်း1000လောက်ဝင်လာတယ်အော်ပကြီးသူကမြတ်သွေးခတ်တဲ့ခြားတိတ်လေးတယောက်ပါကွာဟာဟာအလွန်ကအဲ့ဒီကောင်မလေးကိုကောင်းပုတ်ပြကရှေ့လေးရင်းနေသေးတယ်အလွန်ပျော်ပုံရတယ်မြေးလေးရေချိုးတော့လေမြေးမလေးကထမင်းအတူစားဖို့စောင့်နေတာမိအေးဧည့်သည်ရောဧည့်ခံလိုက်အောင်ဖွားဖွားမျက်နှာမကြည့်ပါအဲ့ဒီကောင်မလေးကဘဲကလည်းဘာတူလဲအလွန်နဲ့ဘလို့ပတ်သက်တာလဲဆိုတာဖွားဖွားကတော့သိနေတဲ့ပုံအဲ့ဒီကောင်မလေးကပချီကိုမျက်စောင်းထိုးကြည့်တယ်ဟုတ်တော့ပချီလည်းသူ့ကိုဘာမှမပြောရသေးပါဘူးသူကဝင်လာကြတဲ့ပချီကိုမကြည့်ရဲ့အချိန်နဲ့ကြည့်တယ်ကဲချတိတ်အဲ့မှာထိုင်နေအောင်နော်ဦးရေသားချိုးလိုက်အောင်မယ်ဦးဂျာရင်မလုံးနဲ့နော်10မိနစ်ကြာရင်ခက်ဝင်လာခင်မှာဖျားရီသူကယောက်ျားလေးရေချိုးတာဝင်သွားအောင်မယ်တဲ့ဘလို့ကလေးမလေးလဲပချီရင်မောရပါပဲမိသားစုထမင်းဝိုင်းလေးမှာမြသွေးခတ်ဆိုတဲ့ကောင်မလေးကလည်းပါလာတယ်ပြီးတော့သူကအလွန်ပေးမှဝင်ထိုင်တယ်ခိုင်းဆိုပချီထိုင်နေကြနေရလေးပါခုတော့ရော့ကြက်သားကုန်းပါခက်ကြိုက်တယ်မလားမြစားစားမဦးထည့်ပေးတဲ့ဟင်းမို့လို့ပို့ပြီးတော့ကြိုက်တယ်ပချီကိုမေ့နေရလားပချီရှေ့မှာအဲ့လိုตายရနေတာဘယ်မျက်နှာနဲ့ဆက်ပြီးနေနိုင်အောင်မလဲဟဲ့မြေးမလေးစားအောင်လေတော်ပြီလားတော်ပြီဖွားရဲ့ပချီဝပြီပချီမျက်နှာလေးညှိုးသွားတာဖွားသိတယ်ဒါကအလုံးရဲ့လှုပ်ရက်တွေကြောင့်မြေးလေမြေးမလေးကနေမကောင်းလားမသိဘူးကျူးဆက်လိုက်အောင်အင်းပါဖွားရဲ့ဖွားပြောတာကိုဖြစ်တယ်လို့ဖြေပြီးမြသွေးခတ်ဆွဲကလေးမအောင်သာရင်းထည့်ပေးလိုက်စားလိုက်နောက်လိုက်လှုပ်နေတာပချီဘလို့နေလဲဆိုတာသူမသိရှာအောင်အဲ့ဒီကောင်မလေးကအလွန်ကကောင်းမောင်းပြီးလိုက်ပို့တယ်ပြန်လာတော့လေပချီဘလို့နေလဲတခွန်းတောင်မေးဖို့မရကရင်တစ်ဖက်စောမှာပချီကိုကြောပေးပြီးအိတ်လေးတော့တယ်အော်အလွန်ရဲ့နေနိုင်လိုက်တာသူပြောခဲ့တယ်လို့ပချီတို့ကွာရှင်းဖို့အချိန်နီးလာပြီလားပချီကတော့ခါတိုင်းလိုပဲပုံမှန်မနက်စောစောထားစွန်းတော်ကန့်ဖျားရှိခိုမနက်စာပြင်အိမ်တန့်ရှင်းရလို့ဖွားနဲ့အတူမနက်စာစားဖို့လုပ်နေတော့အလွန်အပေါ်ထက်ကဆင်းလာတယ်အလွန်နိုးပြီလားလာထိုင်လေမနက်စာပချီပြင်းလိုက်မယ်ဖွားနဲ့အတူထိုင်စားကြတာပေါ့တော်ပြီမပြင်းနဲ့တော့အလွန်အပြင်မှာစားမလို့မြေးလေခိုင်းလဲအိမ်မှာစားနေကြဒီနေ့မှဘာဖြစ်ရတာလဲနောက်နေ့စားလဲရတာပဲဖွားရဲ့ခုမနဲ့မြသွေးခတ်ကိုမနက်စာလိုက်ကျွေးမယ်လို့ကတိပေးထားလို့
လိုက်ကျွေးတာအရေးမကြီးပါဘူးကိုအိမ်ထောင်တယ်ဆိုတာမမေ့နဲ့မြေးလေဖွားဖွားနေရာတကာဝင်မပြောချင်ဘူးဟုတ်ပါပြီဖွားဖွားရဲ့စိတ်မရှိတဲ့လေးသားနဲ့ဖွားဖွားကိုပြန်ပြောပြီးစုပ်တစ်ချက်တောင်တတ်သွားသေးတယ်အလွန်ဘာဖြစ်နေရလဲမျက်နှာငယ်လေးနဲ့ကြံရိပ်ခဲ့တဲ့ဘက်ချီကိုဖွားဖွားကစိတ်မကောင်းတဲ့အကြည့်နဲ့ကြည့်တယ်မြေးမလေးဘာမှစိတ်မကောင်းမဖြစ်နဲ့နော်အဲကလေးမလေးငယ်ငယ်လေးကလေးကအလွန်ထိန်းလာတာတယောစင်ရှိနေကြတာလေသူကခုမှနိုင်ငံခြားပြန်ရောက်တော့အလွမ်းတယ်နေတာနောက်ရက်တွေခုလိုမဖြစ်တော့ပါဘူးဟုတ်ကဲ့ပါဖွားဖွားပချီနားလဲပါတယ်နားလဲတယ်လို့သာပြောရတာပချီလဲသဝင်တို့ချင်တာပေါ့ဒါပေမဲ့အခုလိုကလေးမလေးနဲ့သဝင်တို့ရအောင်ပချီကအယူလည်းမဟုတ်ညအလွန်ပြန်လာတော့အရက်တွေတောက်လာတယ်ခိုင်းဆိုအလွန်အရက်တောက်တာတခါမှမမြင်ဘူးကိုမထိန်နိုင်တဲ့အလွန်ပချီကတွဲပြီးအခန်းထဲခေါ်လာခဲ့တယ်ခက်ခက်ကြီးခြားတိတ်လေမင်းအရန်လှလာတယ်ကွာရှင်အိမ်ကိုပြန်ရောက်နေပါပြီရှင်မိမရှေ့မှာတော့တခြားမိမလေးလှကြောင်းပြောနေရလားပချီဝိုင်းနေလို့မျက်ရည်တွေကျလာရတယ်အလွန်ကတော့ဘာမှမသိမူပြီးကြောင်ကတန်းတွေပြောနေတယ်ပချီမနှက်စာကိုပြင်နေတော့အိမ်ရှိကဘဲတန်ကိုကြားလို့ထွက်ကြည့်တာဟိုကလေးမလေးဦးရောအိတ်နေတယ်ဟုတ်လားညာတောက်တာများသွားလို့ထင်တယ်ဒီမှာခက်ခက်အမှုပြေဟင်းရည်ရှူလာတယ်အော်ပချီလည်းအမှုပြေဟင်းရည်ချက်ထားပါတယ်ခုထိထမလာသေးဘူးခက်သွားနိုးမယ်ဟဲပချီတားချိန်တော့မရှာလိုက်အောင်အပေါ်ထက်ကိုပြေးတက်သွားတာတက်ခန်းဝင်တက်ခန်းထွက်အလွန်ကိုရှာနေတယ်အလွန်ရှိတဲ့အခန်းထဲကိုဝင်သွားပြီးနောက်တော်တော်နဲ့ပြန်ထွက်မလာပါပချီလိုက်သွားရမလားအောက်ကပဲလမ်းခေါ်ရမလားဖွားဖွားပဲပြေးတိုင်ရမလားဒီကလေးမလေးနည်းနည်းတော့လွန်လာပြီခုရက်ပိုင်းအလွန်ပချီကိုပြစ်ထားသလိုခံစားရတယ်ဆွေမျိုးမရှိလို့အားကိုးရမဲ့နေတဲ့သူကမှပြစ်ထားရက်လေတဲ့အလွန်ရဲ့ပချီအတွေးတွေနဲ့ငေးမောနေစဉ်ပချီပြောလေအလွန်ပချီမျက်နှာမကောင်းလို့လေဘာဖြစ်နေရလဲနေမကောင်းလားဘာဖြစ်နေရလဲတဲ့လားအလွန်ရဲ့ဒီချင်းပချီရင်ထဲကိုဝင်ကြီးလှဲ့ပါကွယ်ပြောပြလို့မရတဲ့ဝေဒနာကိုခံစားနေရတယ်နန်းတွင်သမားတော်ကိုတိုင်တာအဖြေရှာလို့ရလိမ့်မယ်မထင်ဘူးအလွန်ပချီနေကောင်းပါတယ်မမေကိုတတိယလို့ပါအင်းပါပချီတစ်ခုခုဆိုကို့ကိုတိုင်ပင်တင်တယ်တယောက်တည်းခံစားမနေသင့်အောင်အလွန်ကပချီပခေါင်းလေးကိုဖတ်ပြီးပြောတယ်ပြောချင်တာပေါ့အလွန်ရေတိုင်မဲ့ဟောလာပြန်ပြီသူများတွေကြည်နူးမလို့ရှိသေးခက်ခက်ဘယ်ရလဲလားလဲအလွန်ပချီနားကနေခက်ခက်စီရှောက်သွားလိုက်တယ်ဦးကိုလွမ်းလို့ဦးစီကိုတက်လာတာခက်ခက်ပြောနေရင်အလွန်လည်းပြီးအောင်လမ်းဖက်တယ်အလွန်ကတော့တုံလုံးမမရှိပချီကမြင်နေရသူလေဘယ်နှလုံးသားနဲ့ခံစားရမှာလဲအမေတော်ကြီးတွေဘာလို့ချင်းပြန်ပြီလဲပြောလိုချင်တာပြောရရင်တော့ဦးကိုလိုချင်တယ်ခက်ခက်ပြောနေရင်ပချီအခန်းထဲကိုလမ်းကြည့်တယ်ပချီသူတို့ကိုဆက်ပြီးကြည့်မနေနိုင်တော့ပါအခန်းထဲကိုဝင်လာခဲ့တယ်မြေးလေးရေမြေးမလေးရေရှင်းဖွားဖွားမြေးလေးရောလာပါပြီဖွားဖွားရေဖွားမြေးလေးတို့ပြောစရာရှိလို့ဖွားအသက်လည်းကြီးလာပြီဖျားတရားလှော်ရမယ့်ချိန်ရောက်လာပြီလေအားကြောင့်ဖွားရှားသက်ပံတရားရှိတာဝင်တော့မယ်မြေးလေးတို့ကောင်းကောင်းမွန်မွန်နဲ့နေခဲ့ကြဖွားဖွားဘာမှမပြောနဲ့တော့ဖွားဆုံးဖြတ်လိုက်ပြီမြေးမလေးကပြောစရာမရှိအောင်လိမ်ပါတယ်မြေးလေးကမြေးမလေးကိုကောင်းကောင်းဆောင်းရှောက်ပါစိတ်ချပါဖွားဖွားရဲ့ဒါရဲ့စနီးမျက်နှာမငယ်စေရပါဘူးဒါပေမဲ့ဖွားကိုတောက်ဖို့မကြိုးစားနဲ့တော့ဖွားအဲ့လိုမလုပ်ပါနဲ့ပချီမှာမိပါဆိုလို့ဖွားပဲရှိတာလေဖွားကဘာမှပြန်မပြောတော့ပါပချီတို့ကိုခေါင်းရမ်းပြပြီးအထုပ်လေးတစ်ထုံနဲ့ထွက်သွားလေတော့တယ်လိုက်ဖို့မယ်ဆိုတဲ့လက်မခံခဲ့ပါအော်ဖွားရဲ့ပချီကိုထားခဲ့ပြန်ပြီပချီအကိုရမဲ့သူဘသူရှိသေးလို့လဲဒီနေ့ပချီမမေ့ရွှေဆိုင်လေးကိုသွားခဲ့တယ်ဆိုင်ကအလုပ်သမားတွေကလည်းပချီကိုမြင်လိုက်တာနဲ့မမေ့ကိုတတိရတယ်ဆိုပြီးငိုကြတယ်ပချီလည်းထပ်တူဝမ်းနဲ့ခဲ့ရပါတယ်နောက်ရက်တွေလည်း
ဆိုင်ကိုသွားပြီးအလုတ်သမားတွေကိုအားပေးဖို့ပချီသွားရမယ်ပချီကလည်းခြံရှိကိုရောက်တော့ခြံတကားကပွင့်နေတယ်ဒါဆိုအလွန်ရောက်နေပြီထင်တယ်အလွန်နေမြမကောင်းလားပချီစိတ်ပူသွားရတယ်ကျင်းတဲ့အတိုင်းအလွန်ကားလေးရပ်ထားတာကိုတွေ့လိုက်တယ်ပချီစိတ်ပူလွန်းလို့အပေါ်ထက်ကိုပြေးတက်ခဲ့တယ်အခန်းရှိရောက်တော့ပချီခြေလမ်းတွေရပ်တန့်သွားခဲ့ရတယ်ဦးခက်ခက်ဦးကိုချွတ်တယ်ဦးကိုပိုင်ဆိုင်ချင်တယ်ဦးနဲ့ခက်ခက်ကြားအတားအဆီးတွေကိုခက်ခက်ရောက်ကြော်ဖြတ်ပြမယ်ပချီရင်ထဲပြင်းတဲ့လိုင်းတစ်ချက်ရိုက်ခတ်သွားတယ်ပချီခြေလမ်းတွေနောက်ကိုတဖြည်းဖြည်းဆုပ်သွားတယ်ဒီနေရာမှာပချီဆက်ပြီးရှိမနေသင့်တော့လေခက်ခက်ပေါက်ကြရတယ်မပြောနဲ့ဦးကခက်ခက်ကိုတူးမလေးလို့သဘောထားတာအခုလိုမဟုတ်တာတွေရှောက်မတွေ့နဲ့အလုံးရဲ့အဖြေစကားကိုခက်ခက်ကြားရပေမဲ့ပချီကတော့မကြားနိုင်တော့ပါပချီရင်ထဲမှာတော့ပြင်းထန်တဲ့မုန်တိုင်းတွေကြားအကာအကွယ်မဲ့မျက်ရည်မိုးတွေသွင်းရပြီးအလွန်ကတော့တိမယ်မထင်မသိဘူးခက်ခက်ကဥကိုချစ်တယ်ဥမှာမိန်းမရှိတယ်ခက်ခက်ကိုလည်းညီမလေးလိုတူးမလေးလိုပဲချစ်တာဥတို့အိမ်ထောင်ကြီးကိုမနှောက်ယှက်ပါနဲ့ကွာဥဘာလာပြောနေရလဲခက်ခက်ကစတာပါစားရမယ့်အရာမဟုတ်လေနောက်ဆိုဒါမျိုးတွေမပြောရအောင်နော်အင်းပါဖွားမရှိတော့တဲ့နောက်ပချီနဲ့အလွန်တို့ဆက်ဆံရေးကလည်းတဖြည်းဖြည်းနဲ့ပိုဝေးသွားသလိုခံစားရတယ်ပချီကမိန်းမတယောက်ရဲ့တာဝန်ကိုကြည်အောင်လုပ်တယ်အလွန်ကလည်းယောက်ျားတယောက်ရဲ့တာဝန်ကြည်အောင်လုပ်တယ်အလွန်အိမ်ပြန်ရောက်တော့ပချီကဘန်းပင်ရှည်လောင်းနေတယ်အလွန်သူ့ကိုမြင်ပါတယ်ဒါပေမဲ့နှုတ်မဆက်ပါအလွန်လည်းပချီကိုခေါ်ဖို့ဝင်လေးနေမိတယ်ပချီခေါ်မဲ့အချိန်ကိုသာစောင့်နေမိလိုက်တယ်မမမိအေးရဲ့ခေါ်တန်ကြောင့်ပချီလှည့်ကြည့်လိုက်တယ်ပြောလေမိအေးဟိုလေမိအေးနည်းနည်းလောက်ရှာရှည်မယ်နော်မိအေးရဲ့စကားကြောင့်ပချီပြုံးမိရဲ့ကဲပြောပါဟိုမမနဲ့အကိုတို့အခုလိုနေရမကောင်းတယ်နဲ့ဂျိုင်ပိုဆိုးလိမ့်မယ်မမသိတယ်။ तू ကအိမ်ရှင်လေ။ तू ကအရင်ဆောက်ခေါ်တင်တာပေါ့။အမားလောက်တာလဲ तू ပဲလေ။ဒါပေမဲ့လေမမရဲ့မိအေးအထင်တော့မမလော်တာကိုအကွာဆောက်နေတာ။ तू ကြိုက်တယ်လို့နေပါစေ။မမမိမသားတယောက်ကို့အပေါ်လဲကြောသေးတယ်။ကိုကပဲစပြီးခေါ်ရမယ်ဆိုရင်မမအဘောစားဆန်မနေဘူးလား။မမရဲ့ဒါပေမဲ့တော်တော်မိအေးဟုတ်မိအေးတယောက်ပချီကိုနားချမြတ်တော့အလွန်ကိုပြောကြည့်ဖို့စိတ်ကူးရှင်လိုက်တယ်။စာကြည့်ခန်းထဲကိုအေးအေးခွက်လေးကိုင်ရင်ဝင်သွားတယ်။အကိုစပွဲပေါ်တင်ထားခဲ့။ဟိုလေမိအေးစကားနဲ့ပြောချင်လို့ပြောအကိုနဲ့မမအခုလိုကြည့်ဘယ်ချိန်ထိဆက်ဆံနေမှလဲ။ဂျာရီယာမိအေးမနေတတ်တော့အကိုကဘာဖြစ်နေလို့လဲ။ပချီကအကိုနဲ့မတွေ့အောင်တမင်ရှောင်နေရလေ။သူစိတ်ချမ်းသာအကိုကလွတ်ထားပေးရ။သွားချောတဲ့နဲ့သွားချောရမယ်။သွားချောရမယ်။အကိုကဘာအမားမအလုပ်မထားချော့ဆရာလည်းမလို့မိအေးအကိုတော်ပြီလောက်ဆရာရှာသွားလို့တော့မိအေးအကြံမအောင်မြင်ဘူးလေဘလို့ဆက်လို့ရမှာလဲဂျာရီကမိအေးထွက်ပြေးချင်မိတယ်မမေရဲ့သမီးဖြို့လာကြည့်ပါအောင်မမေတို့ပေးစားတဲ့ယောက်ျားသမီးကိုဥပိ္ပခပြုတ်ထားတယ်မမေရဲ့ပချီဘာထက်ကကြလာတဲ့မြေတွေကိုခက်ကြမ်းကြမ်းတုပ်ပလိုက်တယ်ပချီစိတ်ညစ်တာလေးတွေပြေပြအောင်ရွှေဆိုင်ကိုကားလေးမောင်းပြီးထွက်လာခဲ့တယ်။မမလေးမပြန်သေးဘူးလား။တော့ကြဆိုမောင်းတော့မယ်။ပြန်တော့မယ်။အိမ်ကိုရောက်လေပျော်စရာမှမရှိတာ။ပချီအိမ်ကိုပြန်လာခဲ့ပေမဲ့အသက်မရှိတော့တဲ့လူတယောက်လိုပဲ။မမကြီးမမဘာဖြစ်တာလဲမိအေးရဲ့ပြပြတလဲနဲ့။အကိုလေးအကိုကဟဲ့တေချာပြောစမ်းပါကားဘာဖြစ်တာလဲ။ပချီဆူတောင်းမိပါတယ်။ပချီထင်တယ်လို့မဖြစ်ပါစေနဲ့လို့ကားမတော်တဆဖြစ်လို့တဲ့ခုစီးရုံမှာမမမြင်မြန်လိုက်လာခဲ့ပါတဲ့ဟာသွားပြီပချီစွတ်တာမပြေခဲ့ဘူးပေါ့ပချီကောက်ခက်ကြမ်းကြမ်းမောင်းထွက်ခဲ့တယ်ပချီအပေါ်မကျင်နာပေမဲ့လေပချီရဲ့ခင်ပွန်းတောင်မို့စိတ်ပူမိတာအမှန်ပချီရောက်တော့ဒီတန်အခန်းလေးထဲမှာအိပ်ပျော်နေတဲ့အလွန်ပေးမှာတော့မြသွေးခတ်ဆိုတဲ့ကလေးမအလွန်လက်ကဲကိုကင်ပြီးငိုနေရှာတယ်အမပချီနောက်ကခေါ်တဲ့ကြောင့်လေကြည့်လိုက်တော့အလွန်ရဲ့အတွင်းရည်မှုဆယ်နေကဲ
အကိုအတွက်စိုးရင်စရာမလိုတော့ခတ်တာမတော်တဆဖြစ်တဲ့နေရာအရန်ခေါင်းနေလူသူအရောက်နေတယ်ညသွေးခတ်ကတွေ့ခဲ့တာသူ့ကိုကျေးဇူးတင်ရမှာပေါ့မဟုတ်ဘူးမကျွန်တော်ပြောချင်တာတိတ်မရိုးဘူးဗျဘက်ကြီးစယ်နေခဲပြောနေတဲ့စကားတွေကိုနားထောင်ခဲ့တာဘာမှပြန်မပြောခဲ့ပါခုချိန်မှာအရေးကြီးတာကအလွန်အချိန်နေဘက်ကြီးအလွန်နားကိုရောက်တော့ဦးကစိတ်ဖိစီးမှုတန်တွေကိုရောခုလိုဖြစ်သွားတာအေးအေးဆေးဆေးအနားယူဖို့လိုတယ်အော်သူပြောပုံကပချီကပဲနောက်ဆက်တယ်ပေါ့ပချီသီးမခံနိုင်တော့ပါဒီမဲ့ကလေးမပချီကသူ့စနီးပါမင်းစကားပြောတာနည်းနည်းလွန်လာသလိုပဲမဟုတ်ပါဘူးခက်ခက်ကဦးကိုစိတ်ပူလို့ပါဦးကတနာဖို့အရန်ကောင်းတယ်သူပြောနေပုံကပချီအပြင်လို့ဖြစ်နေတယ်လို့ပါပဲလားဒါဘလို့အခြေအနေကြီးလဲပချီကလေးကြောင့်နဲ့ပြိုင်ပြီးစကနိုင်မလွတ်ချင်ပါဘာတွေဖြစ်နေကြရလဲဦးနိုးပြီလားအလွန်ဘလို့နေသေးလဲအလွန်ကပချီကိုတေချကြည့်နေတယ်အခန်းထဲကိုဆယ်နေခဲဝင်လာတယ်အကိုဘလို့လဲတက်တာလားအေးဆယ်နေခဲခုဖြစ်တဲ့နေရာတေချစစ်စမ်းပါငါပါမမမိတော့ဟုတ်ကဲ့တေချပြန်စစ်ကြည့်လိုက်မယ်အလွန်ပချီကိုစိတ်ဆိုးနေရလားပချီအလွန်လက်ကလေးကိုလမ်းကန်လိုက်တယ်ဘာလို့လဲဗျာအလွန်ကပချီလက်ကိုတွန်းဖယ်လိုက်တယ်အလွန်ရဲ့ပချီကိုအလာတောင်မုန်းတာလားပချီဘယ်လောက်စိတ်ပူနေရဲဆိုတာပချီထက်ဘသူကပိုသိနိုင်မှာလဲခက်ခက်သူကဘသူလဲရှင်အဲ့ဒါဦးမိမလေဟာမဖြစ်နိုင်တာဘယ်ချိန်တော့ယူလိုက်တာလဲအကိုတေချာပြန်စဉ်းစားပါအောင်စနေကေကဝင်ပြောတယ်ပချီထက်ပြီးဝမ်းနေရပြန်ပြီအဲ့ဒီကလေးမလေးကိုမှတ်မိပြီးဘာကြောင့်ပချီကိုမသိရရလဲတကယ်ပဲမမိရလားမသိချင်အောင်ဆောင်တာလားအလွန်ရဲ့ငါစဉ်းစားလို့မရပါဘူးမင်းတို့ဝိုင်းလိန်နေကြရလားငါမိမမရသေးပါဘူးဟာအကိုအလွန်ရှင်တရားလွန်လာပြီနော်အားလုံးကိုမမိနေပြီဘာကြောင့်ပချစ်ကိုမေ့နေရလဲရှင်တမင်တသက်ဟန်ဆောင်နေရမလားမင်းဘာပြောနေရလဲပချီမျက်ဝန်းထက်ကမြေတွေဟာအတားအဆီးမဲ့စွာပြုတ်ဆင်းလာတော့တယ်ပချီအလွန်ကြောခိုင်းကထွက်ခဲ့တယ်အမစင်နေကေကအနောက်ကလိုက်လာတယ်အမတိတ်လေစိတ်မကောင်းမဖြစ်ပါနဲ့အကိုလေးကဒေစာမမတ်မိတာနေမှာပါကျွန်တော်ဆရာဝန်ကိုမေးကြည့်အောင်မယ်ကောင်းများထိထားလားလို့လားမသိဘူးရပါတယ်ပချီအဆင်ပြေပါတယ်အိမ်ပြန်ပြီးသူ့အတွက်စွပ်ပြုတ်လေးလုပ်ပေးမလို့ဟုတ်ကဲ့ပါဗျအလွန်ရဲ့ရက်ဆက်လိုက်တာပချီအလွန်အတွက်စွပ်ပြုတ်လေးယူပြီးဆေးရုံကိုထွက်လာခဲ့တယ်ပချီနောက်ကျသွားလားမြသွေးခတ်ကအလွန်ကိုစွပ်ပြုတ်တိုင်းနေပြီပချီအပြင်ကပဲရက်ကြည့်ပြီးပြန်လှည့်လာလိုက်တယ်အမစွပ်ပြုတ်ယူလာလားစင်နေကဲရဲ့အတန်းဟုတ်တယ်ဒါပေမဲ့ပချီနောက်ကျသွားပြီလေအဲ့ဒါဆိုအမပြန်ယူသွားမလို့လားပချီသူ့ကိုသွားပြီလေသူကတော့မှမဟုတ်ဘူးအမိုက်ပုံထဲရောက်သွားမှလေဟုတ်လေကျွန်တော်လည်းဘာမှမစားရသေးလို့အဲ့ဒါလေးတောက်လို့ရမလားရတာပေါ့ရောက်ကျေးဇူးပါအမကျွန်တော်ပိုက်စားနေတာဗျပချီစင်နေကဲကိုကြည့်ပြီးရေချင်သွားတယ်ငယ်ရွယ်ပြီးသွက်လက်တယ်ပွင့်လင်းတယ်အလောက်လဲစူးစားတယ်အလွန်အတွက်တော့ညာလည်းယုံတယောက်ပဲလေဒါနဲ့ဆရာဝန်ကိုမေးကြည့်ပြီးပြီလားအလွန်အချိန်နေဟုတ်မေးပြီးပြီအခုချိန်မှာခံမရခတ်တယ်တဲ့အပြင်ပိုင်းမှာတရားမရှိပေမဲ့အတွင်းကိုတေချာစစ်ကြည့်ရအောင်မယ်တဲ့စင်နေကဲစားနေရင်ပြန်ဖြေရှာတယ်သူစားနေတာကိုကြည့်ရင်ပချီတွေးမိတယ်အလွန်အဲ့လိုအားရပါရဆိုင်တိတ်ကောင်းပါပဲအင်းပါအလွန်ကျူးဆိုင်လိုက်ပါခုချိန်မှာသူပချီကိုတွေ့ချင်မှာမဟုတ်ပချီအိမ်ပြန်တော့မယ်ရော့ဒါပချီဖုန်းနံပါတ်တခုခုဆိုဖုန်းဆက်ပါပချီကလေးကိုစင်နေကဲကိုလမ်းပေးလိုက်တယ်ဟုတ်ကဲ့မအရန်စားကောင်းတယ်မခုလိုမျိုးမစားရတာကြာပြီဗျဖြစ်တယ်လို့ဆိုင်မှာပဲဝယ်စားဖြစ်တာများရလေမင်းပဲအပြောကောင်းပချီပြန်တော့မယ်တေစာကျူးဆိုင်လိုက်အောင်နော်စိတ်ချပါပချီထွက်သွားတော့
ဆယ်နေကရင်လေးမိတယ်။အမကအကိုကိုတိတ်ချစ်တာ။အကိုအခုဘာဖြစ်နေလဲမသိဘူး။အမတနာပါတယ်။ပတ်ချီကိုမလာနဲ့တော့တဲ့။အိမ်ကပဲစောင့်နေလို့ဆယ်နေကဖုန်းဆက်ပြောတာကြောင့်ပတ်ချီအိမ်ကပဲအလွန်ပြန်လာမဲ့အချိန်ကိုမျှော်နေမိရဲ့။မမအိမ်ထဲမှာထိုင်ဆောင်လဲရပါတယ်။ဟိုဘက်ရှောက်လိုက်ဒီဘက်ရှောက်လိုက်နဲ့ခြေထောက်တွေနာနေမယ်။ခြေထောက်နာတာအရေးလားမိအေးရဲ့။အလုံးပတ်ချီကိုမမိပါမလား။တွေးပြီးစိတ်လှုပ်ရှားနေလို့တအိမ်ထဲနေရပဲမမရဲ့။တနေ့မဟုတ်တနေ့တော့မမိလာမှာပါ။တအိမ်ထဲနေရပဲမမရဲ့။တနေ့မဟုတ်တနေ့တော့မမိလာမှာပါ။မိအေးရဲ့နင်ပြောသလိုဖြစ်ပါစေလို့ငါဆုတောင်းပေးပါတယ်။မိအေးလည်းဘက်ချီနဲ့ထပ်တူဝမ်းနဲ့ခံစားမိပါတယ်မမရဲ့။မမမို့လို့ဒီလောက်တီးခံနိုင်တာအကိုလေးအစားမိအေးကုံယူမိပါတယ်။အလွန်ကားလေးခြံထဲကိုဝင်လာတယ်။ဆယ်နေကလိုက်ပို့ခြင်းဖြစ်တယ်။အလွန်အတွဲခေါ်ဖို့ပချီသွားတော့မြသွေးခက်ကပါလာတယ်။အလွန်ခြေတောက်ကနာနေသေးရလား။နည်းနည်းတော့နာသေးတယ်။ဝမ်းသာလိုက်တာအလွန်ရဲ့ပချီကိုမှတ်မိပြီထင်တယ်။စကားကောင်းကောင်းပြန်ပြေနေတယ်။ဦးခက်ခက်ပြန်တော့မယ်နော်။ကျူးဆိုင်ပြန်နော်။မနှက်ပြန်အိမ်လာဖို့မမေ့နဲ့။ဟုတ်ကဲ့ပါ။အလွန်ရဲ့ခုချိန်ထိအလွတ်ရင်ထဲမှာခက်ခက်ကရှိနေတုံးလား။ခမည်းကိုပြောစရာရှိလို့ခဏထိုင်ပါအောင်။ပြောလေအလွန်လက်ထက်စာချုပ်နဲ့မင်္ဂလာဆောင်တက်ပုံလေးယူပြပါလား။အော်အလွန်ကတကယ်မမတ်မိဘူးလား။ပချီပြပါမယ်။ပချီလည်းတင်ထားတဲ့စာချုပ်နဲ့တက်ပုံတွေကိုယူပြလိုက်တယ်။အလွန်ကအံ့ဩစွာကြည့်နေတယ်။ဒါဆိုခမည်းနဲ့အလွန်ကတကယ်လက်ထက်ခဲ့ကြတာပေါ့။အခုချိန်ထိမယုံနိုင်သေးဘူးလားအလွန်။ဟုတ်တယ်ဗျာ။အလွန်စိတ်ထဲမှာလက်မခံနိုင်ဖြစ်နေတယ်။ဘဲတက်နိုင်မှလည်းအလွန်ရဲ့ကံတရားပေါ့ပချီကဝမ်းနေစွာပြောရင်အလွန်နာမှပြေးထွက်သွားတယ်။ကံကြမ္မာကြီးရဲ့ရက်ဆက်လိုက်တာနော်။ဘာကြောင့်ပချီကိုမှကံဆိုးမှုတွေရှောက်လာရလဲ။ရိုးအသူမို့အနိုင်ယူချင်တာလားရှင်။ပချီအလွန်တက်စွပြုတ်လေးပြုတ်ပြီးယူသွားမယ်လုံနေတော့ဦးရေသူရောက်လာပြန်ပြီဦးရောအပေါ်မဲဟုတ်အားပါလေဦးတက်လားအားဆိုနေပါစေတော့ဒီမှာခက်ခက်ယူလာတယ်ညနေမှနှွေးပြီးကျွေးလိုက်တော့ပချီတက်ပြင်းချမိတယ်သွားဒီစွပြုတ်ကဘာလို့ဖို့လဲပချီလက်ထဲပကံကိုပြစ်ချလိုက်တယ်ပချီပြစ်ချလိုက်တဲ့ကျွေးပကံလေးမှာအပြစ်မရှိပေမဲ့ကြားညက်ခဲ့ရပြီအိုးမမဘာဖြစ်သွားသေးလဲမမရဲ့စွပြုတ်တွေနှမျောစရာမိအေးတောက်မှာပေါ့ဘာလို့ခုလိုပြစ်ခွဲလိုက်တာလဲမိအေးရဲ့ငါအရန်ပင်ပန်းနေပြီဟာမိအေးပချီကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရတယ်အကိုလေးကတကယ်ပဲမမတ်မိရလားတမင်ဟန်ဆောင်ထားတာလားမိအေးသိအောင်လုပ်ရမယ်တအိမ်ထဲနေပြီမဲ့ပချီကအပြင်လိုဖြစ်နေတယ်မြသွေးခက်ကလည်းနေတိုင်းအိမ်ကိုလာပြီးအလွန်အနားမှာပဲကပ်နေတယ်ပချီဆက်ပြီးကြည့်မနေနိုင်တော့ဆက်ပြီးသီးမခံနိုင်တော့အလွန်ပြောလေရှင့်စိတ်ထဲမှာပချီရှင့်နဲ့ဘာမှပတ်သက်မှုမရှိဘူးလို့ထင်နေရမလားအဲ့ဒါဘလို့ပြောရမလဲဘလို့မှမပြောနဲ့တော့ပချီဆက်ပြီးသီးမခံနိုင်တော့ဒါပချီရဲ့နောက်ဆုံးဆုံးဖြတ်ချက်ပဲပချီပြည့်ရဲ့စာရွက်လေးကိုယူကြည့်လိုက်တယ်ကွာရှင်းစာချုပ်ပဲဒါဟုတ်တယ်ပချီလည်းပင်ပန်းလွန်းလာပြီရှင်လည်းလွတ်လပ်သွားတာပေါ့ဒါပေချင်းပေးရမှာလေအခုပဲလက်မှတ်ထိုးပေးပါရှင်ပိုင်ဆိုင်မှုတူအပ်ကိုလေဒီစာချုပ်မှာအခုပဲလွဲပြောင်းပေးပါအလွန်ချက်ချင်းတော့လက်မှတ်ထိုးမပေးချင်ပါသူနဲ့ပတ်သက်ပြီးဘာမှမမိတော့ဆယ်နေကဲကိုတိုင်ပင်ချင်သေးတယ်တိုင်မဲ့သူ့ကိုကြည့်ရတာတကယ်ပဲအလွန်အနာကနေထွက်သွားချင်နေတဲ့ပေါ့ပြီးတော့စာချုပ်မှာရှင်နေလက်မှတ်အပါဝင်အကောင်အစင်သင်ဖြစ်နေပြီးသားအလွန်လက်မှတ်ထိုးပေးဖို့သာလိုတော့တယ်အလွန်စဉ်းစားမနေတော့ပဲစာချုပ်မှာလက်မှတ်ထိုးပေးလိုက်တယ်ကျေးဇူးအထူးတင်ရှိပါတယ်ဦးတက်ဂရိအလွန်ပချီပါချက်ကကြာဆင်းလာတဲ့မြေတွေကိုခက်ကြမ်းကြမ်းတုပ်ပစ်ပြီးအလွန်ကိုကြောခိုင်းကထွက်သွားခဲ့ပါပြီနောက်ကိုတစ်ချက်လေးမှလည်းမကြည့်တော့ပါပချီရင်ထဲမှာနာကျင်မုန်းတီးမှုတွေသာရှိတော့တယ်အခြေဆိုတာဝိုးတွားလေးမြင်ရမလို့ပဲရှိသေးတယ်အမတ်မထင်ပျောက်သွားခဲ့ရပြီຫນွေဥပချီဆိုတဲ့မိန်းကလေးကိုအလွန်ပါကြောင့်လက်ထပ်ခဲ့ရတာလေ
ဘလို့ပဲစဉ်းစားမမိဘူးလုံးဝကိုမသိတော့တာဘဘရိတ်တာကိုဝင်သွားတာကိုတောင်အလွန်မမိပါသေးတယ်အားလုံးကလိန်ညာနေကြတယ်လို့အလွန်စိတ်ထဲမှာရှိနေပေမဲ့အဲ့ဒီနေရာຫນွေဥပချီရဲ့မျက်ဝန်းတွေကလိန်ညာနေတာမဟုတ်ဘူးဆိုတဲ့သက်သေပဲအလွန်တစ်ခုခုတော့ဖြစ်နေပြီ။ဦးခက်ခက်အစောကြီးပါလား။အဲလေဦးအတွက်စွပ်ပြုတ်ယူလာတယ်။ကျေးဇူးပါကွာ။ခက်ခက်ဦးအတွက်နဲ့ပင်ပန်းနေမယ်။နောက်ရက်တွေယူမလာနဲ့တော့အိမ်ကမိအေးကိုပဲလှုပ်ခိုင်းလိုက်မယ်။မရပါဘူးနော်။ခက်ခက်ကဦးကိုပြုစုချင်လို့ခက်ခက်ရဲ့တကယ်တော့မသိတော့ပါဘူးကွာ။ဦးအိမ်ကိုလာတာခက်ခက်မိဘတွေရောတီးလို့လား။တီမတိပေါ့။ဦးစိတ်ပူစရာမလိုပါဘူး။ဦးကကျမကြီးကျူဆိုင်ခက်ခက်ကိုလည်းချစ်ပေး။အိုင်ဆွန်လုံးလောက်ပြီ။ဦးပြောပြီးပြီလေ။ခက်ခက်ကိုဦးတူမလေးလိုပဲသဘောထားတယ်လို့။ခက်ခက်ကငယ်သေးတော့စိတ်ကစားတာပါ။နောက်ဆိုဦးထက်သားတဲ့ယောက်ျားမျိုးနဲ့တွေ့မှာပါ။ခက်ခက်အတွက်ဦးကအကောင်းဆုံးပဲ။ခက်ခက်အလွန်စိတ်မရှိစွာအော်လိုက်မိရဲ့။ဦးခက်ခက်ကိုအော်တယ်။ဦးကိုစိတ်ဆိုးတယ်။စွတ်ပြုတ်တော့ပြီးပြန်တော့မယ်။ငိုတော့မလို့မျက်နှာလေးနဲ့ပြောနေတဲ့မြသွေးခက်ကိုကြည့်ပြီးအလွန်စိတ်မကောင်းဖြစ်မိတယ်။အလွန်ထပ်ပြီးစဉ်းစားမိတယ်။ຫນွေဥပချီကိုလည်းအလွန်ခဏအော်ခဲ့ဖူးတယ်။သူလည်းနာကျင်ခဲ့ရမှာပဲ။ခက်ခက်ပြီးတဲ့စွတ်ပြုတ်လေးကိုတောက်လိုက်တယ်။ဟင်ဟိုမြသေးခွာဆိုလားမြသေးခွာဆိုလားမြသွေးခတ်ဆိုလားအကိုလေးခန်းနဲ့ဝင်သွားတာကြပြီခိုးထီပြန်ထွက်မလာသေးဘူးမိအေးတယောက်မမထွက်သွားကြတဲ့ကအကိုလေးကိုပို့ပြီးကျူးဆိုင်နေရတယ်အဖြေမှန်ကိုသိချင်တာ哦ငါဘာလို့ရမလဲတခုခုတော့ကြမ်းမရမယ်ဟုတ်ပြီအကြံရပြီမိအေးတယောက်စကားတွေပြောနေမိတယ်အေးခွက်လေးနှစ်ခွက်ကင်ကအကိုလေးအခန်းသားကိုမတိမတာလေးရှောက်သွားလိုက်တယ်ဘာတမ်းမှမကြားရပါလားနှစ်ယောက်အထဲမှာရှိနေတာသိကြပါတယ်ဘာလို့အတန်မကြားရတာလဲမိအေးစိတ်ကတီးချင်စောတွေများနေတယ်မိအေးတကအသာဖွင့်ကြည့်တယ်မိသွားရင်လည်းအေးလာပို့တာလို့ပြောမယ်ပေါ့အရေးစွန်ကချောင်းကြည့်လိုက်တယ်ဟမ်အကိုလေးကိုဘာလို့နေရလဲမြသွေးခန်းဆိုတဲ့သူဟာပစ္စည်းတစ်ခုအကိုမျက်စိရှိမှပြထားပြီးစကားရတနဲ့ငကိုချပြောနေတယ်ပိုပြီးထူးဆန်းတာအကိုလေးကအယုတ်ကြီးနဲ့တူနေတယ်ဒါဘာလို့တာလဲခုချက်ချင်းကြီးမေးလိုက်အကိုမသိပဲနေလိမ့်မယ်မိအေးအောက်ထပ်ကိုပြန်ဆင်းလာခဲ့တယ်အကိုလေးမိအေးပြောလေပြင်းနေပြီလားဘဝမရှိတော့ဟုတ်တယ်ဘဝမရှိတော့ပြင်းပါတယ်ဆိုမှမမကလည်းထွက်သွားတယ်လေအလွန်ဟိုဘက်လက်ကတပ်ပြင်းချမိတယ်မိအေးပြောပေမဲ့အလွန်မှမမိတာအကိုလေးကိုမိအေးမေးစရာရှိလို့အကိုလေးစိတ်မဆုံးမလားမိအေးရဲ့နေငငယ်လေးကလေးကဒီအိမ်ကိုရောက်လာတာမိသားစုတွေလိုပဲမစိုးမေးမနက်ကလေအကိုလေးအခန်းထဲကိုမြတ်သွေးခတ်ဝင်သွားပြီးတော်တော်နဲ့ဆင်းမလာလို့မိအေးလာကြည့်သေးတယ်ဟုတ်လားငါလည်းသူတိုက်တဲ့စွပ်ပြုတ်တော့ပြီးအိပ်ပျော်သွားတာဘယ်ချိန်ဆင်းသွားလဲမသိဘူးမဟုတ်သေးပါဘူးအကိုလေးကလိန်နေရလားမနေရမြတ်သွေးခတ်အကိုလေးကိုစကားပြောနေတာပါဟိုလေသူပေးတဲ့စွပ်ပြုတ်ကိုတန်းတောက်လိုက်တာလားအင်းလေမအေးခင်မြန်တောက်လိုက်တာဘလို့ပါလဲမိအေးသွားချောင်းတဲ့ချိန်ဆိုစွပ်ပြုတ်တောက်ပြီးနေလာပါပြီအကိုလေးမအိတ်သေးပါဘူးဟုတ်မိအေးစဉ်းစားနေရအကိုလေးကမြတ်သွေးခတ်လာတတ်တဲ့စွပ်ပြုတ်တောက်ပြီးဒီတိုင်းအိပ်ပျော်သွားတတ်လို့အားစေးတွေများထည့်ထားသလားလို့ဖြစ်နိုင်တယ်နောက်နေ့မှမေးကြည့်မယ်ဟုတ်ကဲ့မိအေးအဖြေရအောင်ရှာရမယ်အခုချိန်မမသာရှင်ဘယ်လောက်ကောင်းလိုက်မလဲတိုင်ပင်ဖော်လဲရတယ်မမညံကောင်းတယ်မမရဲ့ပြန်ခဲ့ပါလားဒီနေ့လဲလာပါပြီမြသွေးခတ်အကိုလေးစွပြုတ်လာတိုက်တာဒီရမ်းမှမပြောင်းဒီနေ့တော့မရအောင်မိရဲ့အဖြေရအောင်ရှာရမယ်ခက်ခက်မမမိအေးဦးရောခုနမှအိပ်ပျော်သွားတာခဏလောက်ထိုင်းဆော့နေပါလားညာအကိုလေးမအိပ်ရဘူးတဲ့မမတတိယနေတဲ့ထင်ပါတယ်မိအေးလိန်ပြောလိုက်ပါတယ်ဘလို့သူ့မိမကိုတတိယနေတာဟုတ်လားမဖြစ်နိုင်တာဘာလို့မဖြစ်နိုင်ရမှာလဲခက်ခက်ကဘာလို့တေချာပြောနိုင်ရတာလဲအကိုလေးရင်ထဲကစိတ်ကိုမြင်ရလို့လား
မြင်ရပေမဲ့တကယ်ပြလို့ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးတာပေါ့အားလည်းဟုတ်တာပဲနော်ဒီစင်လောက်ဆွဲထားရင်ခက်ခါလက်ထဲကစွပ်ပြုတ်အေးနေလာပြီဥကိုစွပ်ပြုတ်သွားတိုက်လိုက်အောင်မယ်အဲခက်ခက်စွပ်ပြုတ်တွေကအေးနေလောက်ပြီအကိုအတွက်မကောင်းမဲနေလိမ့်မယ်အကိုလေးကပူပူလေးမှကြိုက်တာပေးပေးမိအေးပြန်နှွေးပေးမယ်ဟိုဘေးပါပြန်နှွေးပေးပါမယ်မပေးချင်တဲ့ခက်ခက်လက်ထဲကကြိုင်လေးကိုမိအေးဆွဲလူယူလာလိုက်တယ်မကြေနဲ့တဲ့မျက်နှာနဲ့ကြံရစ်ခဲ့တယ်မိအေးသူယူလာတဲ့စွပ်ပြုတ်နဲ့မိအေးချက်ထားတဲ့စွပ်ပြုတ်ကိုလဲထားလိုက်တယ်တေချာပြင်ဆင်ပြီးမြသွေးခတ်စီပြန်ပေးလိုက်တယ်ပြန်နှွေးပြီးခက်ခက်ကအချက်ပြုတ်တော့တယ်နော်မိအေးတောင်တောက်ချင်လာပြီမြသွေးခက်ကဘာမှပြန်မပြောပဲစွပ်ပြုတ်ကိုယူပြီးအကိုလေးခန်းထဲကိုဝင်သွားတယ်မိအေးလည်းမြသွေးခတ်ယူလာတဲ့စွပ်ပြုတ်ကိုအာရပါစားလိုက်တယ်လက်ရကတော့အတော်ကောင်းသားစာပြီးပကံတွေဆေးပြရနဲ့မိအေးမျက်လုံးတွေအရန်အိတ်ချင်လာတော့တယ်ဘလို့ပဲပူထားထားမရတော့ပါအခန်းထဲဝင်လဲလိုက်ရတယ်ဟင်အကိုလေးမိအေးဘလို့ဖြစ်ရတာတော့ခေါ်မကြောက်အောင်မကြနဲ့အိတ်နေလိုက်တာနေများမကောင်းဘူးလားလို့ဆရာဝန်တောင်ခေါ်ထားတယ်ထူးဆန်းတယ်အကိုလေးဘာထူးဆန်းတာလဲဒီနေ့မြတ်သွေးခတ်တိုက်တဲ့စွပ်ပြုတ်တော့ပြီအကိုလေးအိတ်သေးလားအိတ်ချင်စိတ်ကိုမရှိတာလန်းဆန်းနေရပဲသူကတော့မေးနေသေးတယ်မအိတ်တော့ဘူးလားတဲ့ဟုတ်ပြီကိုလေးသိချပြီဟေးဘာရီတုံးဟာသိချပြောစမ်းပါမိအေးဒီလိုကိုလေးရဲ့ဒီနေ့ကိုလေးတောက်တဲ့စွပ်ပြုတ်ကမိအေးချက်တဲ့စွပ်ပြုတ်ညသွေးခတ်ယူလာတဲ့ဟာမိအေးတောက်လိုက်တာမကြောက်အရန်အိတ်ချင်တာနဲ့အိပ်ပျော်သွားရောဘလို့မိအေးနင်ပြောချင်တာကညသွေးခတ်ယူလာတဲ့စွပ်ပြုတ်ကအိတ်စီးတွေပါတယ်ဟုတ်လားတေချာတက်လောက်ပဲမိအေးတေချာသိချင်ပြီလို့အကိုလေးကိုမပြောဘဲထားတာဟိုနေ့မိအေးလာချောင်းကြည့်သေးတယ်အကိုလေးအခန်းထဲဝင်သွားမြတ်သွေးခတ်ကအကြာကြီးပဲဘာလုပ်နေလဲလို့အေးနင်ပါမြင်လိုက်လေအကိုလေးနဲ့သူမျက်နှာချင်းဆိုင်ထိုင်နေတယ်သူကပစ္စည်းတစ်ခုအကိုလေးရှေ့မှာဟိုရမ်းတီရမ်းလှုပ်ပြပြီးစကားရည်လည်းပြောနေတယ်အတန်းကတိုးလို့မိအေးလည်းမကြားရအောင်ထူးဆန်းတာအကိုလေးကအယုတ်ကြီးလိုပဲမိအေးနင်တကယ်ပြောရနော်တကယ်ပါမိအေးမညာပါဘူးဟုတ်ပြီနောက်နေ့သေးချောင်းစမ်းကြည့်မယ်သူစွပ်ပြုတ်ကိုမလဲနဲ့တော့တိလားဟုတ်တိုင်မဲအကိုလေးရတယ်ငါမှအကြံရှိတယ်ဟုတ်မိအေးပြောပုံအရာဆိုရင်ခက်ခက်ကငါ့ကိုတခုခုကြံနေပုံရှာတယ်အလုံးဖုန်းလေးကောက်ကင်ကစနေကဲစီကိုဖုန်းလန်းခေါ်လိုက်တယ်အကိုအေးလာထိုင်အောင်ဟုတ်အရေးကြီးတယ်ဆိုလို့စိတ်ပူနေတာဘာဖြစ်လို့လဲအကိုအခင်းဖြစ်တဲ့နေရာကိုစုံစမ်းထားခိုင်းတာဘလို့လဲဟိုလေကျွန်တော်ကြားတာကပြောအားနာမနေနဲ့အနာတိုက်ကိုစုံစမ်းကြည့်တာအကိုလေးကားကိုဝင်တိုက်တဲ့ကားအဖြူရောင်ပြီးတော့မိန်းကလေးမောင်းတာတဲ့အဲမိန်းကလေးကပဲအကိုလေးကိုသူ့ကားပေါ်ခေါ်တင်သွားတာတဲ့ဘာဒါဆိုဟုတ်တယ်အဲ့လိုပဲထင်ရတယ်အကိုငါနားလေပြီတေချာတော့ခဏဆောက်ရအောင်ဟုတ်ကဲ့အော်တခုရှိသေးတယ်မင်းအိမ်ငွေချတယ်ဆိုတာကြားဘူးလားကြားဘူးတယ်ဒါပေမဲ့ရှားတယ်ကိုမင်းဆရာဝန်ကိုတေချာမေးကြည့်စမ်းနည်းနည်းပဲထူးထူးပေါ့ဟုတ်ကဲ့ဒါဆိုကျွန်တော်ပြန်ပြီမြတ်သွေးခက်ငါထင်တယ်လို့မင်းမဖြစ်ပါစေနဲ့ကွာမင်းဆိုတာတေချာနေရင်တော့ငါနည်းနည်းလေးမှငှဲ့ညာမှာမဟုတ်လာပါပြီမြတ်သွေးခက်ကြိုင်လေးကိုခိုင်ကမိအေးကိုလဲတော့မကြည့်စွပြုတ်လဲထားတာတည်သွားပြီတဲ့။ဦးဗျာခက်ခက်လာလေဦးနေကောင်းလားဘလို့နေသေးလဲတော်တော်လေးတက်တာနေပါပြီအလုပ်တွေလည်းပြစ်ထားရတာကြပြီစိတ်ကတော့အလုပ်ထဲရောက်နေတာအဲ့လောက်လဲစိတ်ပူမနေပါနဲ့ဒါလေးတော့ပြီးအားရှိအောင်အနားယူခက်ခက်ကတော့လှုပ်လာပြန်ပြီဦးအားထပ်ပြီးကျေးဇူးတင်ပါတယ်ခက်ခက်ပေးတဲ့ကြိုင်ကိုလမ်းယူလိုက်တယ်အလွန်ခက်ခက်ကိုအကဲခတ်ကြည့်တော့အလွန်တောက်နေရကိုတေချာစောင့်ကြည့်နေတယ်။အော်ခက်ခက်ဦးကိုတခုကူညီပါအောင်။ဘာလို့လဲဦး။အောက်ထက်ကမိဖို့ခန်းထဲမှာဦးရဲ့ဖုန်းလေးကြံခဲ့လို့တော့ယူပေးပါလား။အရေးကြီးဖုန်းပြောဖို့ရှိတယ်။
ဦးတောက်တော့လေတောက်မှာပေါ့မြန်သွားယူပေးပါအလွန်ခက်ခဲရှိမှတန်ကုန်တောက်ပြလိုက်တယ်သူထွက်သွားပြီဆိုတာနဲ့အလွန်ချက်ချင်းထကအဝတ်ပြီးရောအောက်ထပ်ထဲမှာထည့်ထားတဲ့ခွက်တစ်ခွက်ထဲကိုခက်ခက်ပြီးရစွပ်ပြုတ်တဲ့အကောင်သွန်ထက်လိုက်တယ်ပြီးရောကိုသေချာပြန်ပေးလိုက်တယ်ခက်ခက်ပြန်ရောက်မလားခင်အလွန်ဟန်ချက်မပြတ်စပွဲပေါ်မှာကြိုင်ကိုတင်ထားပြီးဂရင်ပေါ်လဲနေလိုက်တယ်ဦးအိတ်နေပြီလားခက်ခက်ကစပွဲပေါ်အားကြိုင်ကိုတေချာကြည့်ပြီးပြောလိုက်တယ်။ပြီးတော့သူ့လက်ဘေးမှာဆွဲထားတဲ့ဆွဲကြိုးလေးကိုဖြုတ်ကအလွန်မျက်နှာရှိမှဟိုရမ်းတီရမ်းလှုပ်နေပြီ။ဦးရေခုချိန်အားစပြီ။ຫນွေဦးပချီကိုမေ့လိုက်တော့ຫນွေဦးပချီဆိုတာအစကတည်းကမရှိဘူး။ຫນွေဦးပချီဆိုတဲ့နာမည်ကိုဦးမကြားဘူးနော်။ဒီညစပြီခက်ခက်ပြောရပဲနားထောင်ရမယ်။အလွန်သူပြောတာကိုနားထောင်ပြီးဟန်ချက်မပြတ်ဆက်ပြီးဟန်ဆောင်ကမျက်လုံးတွေကိုဖြည်းဖြည်းမိတ်ချလိုက်တယ်။ခက်ခက်ကသူပြောချင်တာတွေပြောပြီးထွက်သွားတော့တယ်။အလွန်ခုမှသတိရတယ်။ຫນွေဥပချီရောအလွန်လုံးဝမိနေတာ။သူ့ကြောင့်ရောဒါပေမဲ့အလွန်ခုချိန်ထိမမိသေးပါ။မြသွေးခက်ရဲ့မင်းအသက်လေးကငဲ့တလောက်မင်းရဲ့စိတ်ကရက်ဆက်လာတယ်။အကိုရပြီ။ဆယ်နေကလမ်းပေးတဲ့လိပ်စာကတ်လေးကိုယူကြည့်ကအလွန်ချက်ချင်းပဲသွားဖို့ဆုံးဖြတ်လိုက်တယ်။အပြေကိုသိချင်နေပြီလေ။ဆယ်နေငါ့ကိုလိုက်ဖို့ကွာ။အခုသွားချင်တယ်။အခုလားဖြစ်ပါမလားအကို။ရတယ်။မြသွေးခတ်မလားခင်။ငါအပြေကိုအရင်သိချင်တယ်။ခုသွားမှဖြစ်မယ်။ဟုတ်ကဲ့။နှစ်ယောက်သားအိမ်ငွေချတဲ့ဆရာဝန်စီသွားလေတော့တယ်။ဆရာကျွန်တော်လူခေါ်လာခဲ့တယ်။ဆယ်နေခဲ့ကအလွန်ကိုပြလိုက်တယ်။ဆရာဝန်ကအလွန်အောင်ထိုင်ခေါ်မှထိုင်စေတယ်။နောက်ပစ္စည်းတစ်ခုကိုကြည့်ခိုင်းတယ်။သူတိုက်တဲ့ရေကိုတောက်ခိုင်းတယ်။တဖြည်းဖြည်းအလွန်အိတ်ချင်လာတယ်။အိမ်မက်ထဲမှာဦးခက်ခက်ကိုချစ်လားခက်ခက်ဦးမမိန်းမရှိတယ်။မိဘတွေကသဘောတူလို့ယူထားတယ်ဆိုရင်မဲ့တဖြည်းဖြည်းတန်ရောက်စင်လဲတွေ့ခဲ့ပြီ။ချစ်လဲချစ်နေမိပြီ။ခက်ခက်ကိုဦးကညီမလေးလိုဒူမလေးလိုပဲချစ်တာ။မရအောင်ဦးခက်ခက်ကိုပဲချစ်ရမယ်ခက်ခက်ရမ်းစိုးနေကွာစိုးတာမဟုတ်ဘူးချစ်တာပြောလို့မရရင်ဦးရောနောက်ဆိုသစိမ့်တွေပဲထပ်တွေ့စရာအကြောင်းရှိတော့ခုလဲခက်ခက်ကိုကယ်ပါဆိုပြီးစားပို့ထားလို့လာခဲ့တာဒါဘယ်နေရလဲစေယုံပြက်တစ်ခုပဲမိန်းကလေးတယောက်ခုလိုနေရတကာရောက်နေရမကောင်းအိမ်ပြန်တော့ဦးလဲပြန်ပြီအလွန်သူ့ကိုကြောခိုင်းပြီးထွက်လာခဲ့တယ်ကားဆက်နိုးပြီးထွက်ခါစားမှာအဖြူအောင်ကားတစ်စီးအလွန်ညာဘက်မှဝင်တိုက်လိုက်ခြင်းပါဒီနေရာကကျယ်ဝန်းတယ်ရှောင်သွားလို့လည်းရတယ်အခုတမင်တက်ဝင်တိုက်လိုက်ခြင်းပါအလွန်တရိယာတစ်ချက်မြတစ်ချက်နဲ့ဦးဘာဖြစ်သွားတာလဲဦးခက်ခဲရဲ့ခေါ်တန်ချလိုက်ရတဲ့နောက်အလွန်လည်းပင်ကိုတစ်ခုခုဆွဲပေးလိုက်တယ်လို့ခံစားလိုက်ရတယ်အလွန်ကောင်းတယ်မူးလာတယ်တဖြည်းဖြည်းကောင်းကြိုက်လာတယ်လက်သီးကိုတင်းကျပ်စွာဆုပ်ထားရင်အာမခံနိုင်တော့တဲ့အစုံပေါက်ကွဲအော်ဟစ်လိုက်တယ်ဆရာဝန်ကအလွန်ရေတစ်ခွက်တိုက်တယ်မျက်နှာလည်းတစ်စေတယ်ပါရမြင်ခဲ့လေသူကျွန်တော်တခုခုဆွဲပေးလိုက်တယ်အလွန်တရိယာကလေပင်ကိုစမ်းကြည့်လိုက်တယ်ဆွဲကြိုးတကုံ M ဆိုတဲ့စလုံးလေးပါတယ်အလွန်ဆရာဝန်ကိုပြလိုက်တော့အိမ်ငွေချတဲ့နီးရောအောက်လည်းနီးပါရောပြီးအသုံးပြုခဲ့တာအခုရောအကုန်ပြန်မမိလားအကုန်တော့မသိသေးဘူးຫນွေဥပချီရောခုထိမသိသေးဘူးဖြစ်နေတယ်ဆရာလောက်ပါအောင်စေးပေးလိုက်မယ်မမှန်တော့ဆက်ပြီးအညွတ်မခံနဲ့တော့တလားလောက်ဆိုအကုန်မှတ်မိလိမ့်မယ်အလုံးဆရာဝန်ပေးတဲ့ဆေးတွေကိုယူပြီးထွက်လာခဲ့တယ်တော်ရက်ဆက်ပါလားမြသွေးခက်ရဲ့မင်းကြောင့်ငါဘောဘာတွေဖြစ်ကုန်ပြီလဲဟာဦးလာပါပြီမြသွေးခက်အလွန်ကိုစွပ်ပြုတ်တိုက်ပြီးထပ်ပြီးညှို့ယူဖို့အလွန်အခန်းထဲကိုဝင်လာခဲ့တယ်။ဦးခက်ခက်လာလေဦးစွပ်ပြုတ်ပူပူလေးရော့ပူတော့တောက်လိုက်ဒီတစ်ခါတော့မရတော့မြသွေးခက်ရဲ့ခက်ခက်အမြဲတမ်းဦးအတွက်စွပ်ပြုတ်တွေယူလာပေးတာဒီနေ့ခက်ခက်လည်းတောက်ရမယ်ခက်ခက်ကဘာလို့တောက်ရမှာလဲအားရှိအောင်လေဦးနဲ့တူတူတောက်ကြမယ်ဦးပဲတောက်ပါခက်ခက်မကြိုက်ဘူးခက်ခက်မင်းပဲချိန်ထိငါ့ကိုလိန်နေမှာလဲ
ဟောရီစစ်ပြုတ်ထဲမှာပါရပါလေပြောငါသိပေမဲ့မင်းကိုယ်တိုင်ဝင်ခံလိုက်ဘာလို့လဲဦးဘာပြောနေရလဲမင်းရုပ်လေးလာတော့အတော်ရက်ဆက်တဲ့မိန်းမဒါကပါလေမြတ်သွေးခန့်လေပင်ကဆွဲကြိုးကိုစောင့်ဆွဲလိုက်တယ်မြတ်သွေးခန့်ထိတ်လန့်အံ့ဩနေတယ်ဦးမင်းရဲ့လှုပ်ရက်ကိုအခုဝင်ခံမဟုတ်ရင်ငါ့အစိုးမစိုးနဲ့ဦးအကောင်တီသွားရည်လားတီတင်တော့တီးပြီးပါပဲတက်တီအထောက်ထားလဲရပြီရဲကိုတိုင်လို့လဲရနေပြီမင်းငါ့ကိုဝင်ခံတာမလို့ချင်လို့ဟုတ်တယ်ဥယျာဉ်ထဲမှာပါလို့ຫນွေဥပချီပဲရှိနေရတာလေခက်အတွက်နေရာမပေးခဲ့ဘူးလေဥကနေရာမပေးတော့ခက်ကိုယ်တိုင်နေရာယူတာမားလို့လားဟမ်မင်းမားတယ်တိတ်မားတယ်အရန်ကိုမားတယ်မင်းခုလိုလုပ်တော့မင်းအတွက်နေရာမပြောနဲ့မြသွေးခဲဆိုရင်နမဲကြားရင်တော့ငါရွှွနေဦးအဲ့လိုမပြောပါနဲ့ခက်ဦးကိုအရန်ချစ်လို့အခုလိုလှုံ့မိအားမလို့တော့မင်းပတ်ဆက်ကိုပိတ်ထားလိုက်တော့အလွန်ဟိုဘက်လှဲ့ကလက်ဖြောက်တစ်ချက်တီးလိုက်တယ်ရဲမေရီအခန်းထဲဝင်လာခဲ့တယ်ဦးဒါဘာလို့တာလဲမင်းအတွက်နေရာစစ်စင်ပေးတာကြည်ကြည်နက်နက်နဲ့သွားလိုက်တော့ဦးဘာကိုညီပေးရမလဲအကိုအေးလွန်ခဲ့တဲ့8 လလောက်ကအခုနာမည်နဲ့လာတဲ့အခန်းအခုပြန်လို့ချင်လို့ဟုတ်ကဲ့ကျွန်တော်ကြည့်ပေးပါမယ်အကိုမှတ်ပုံတင်လေးခဏပေးပါအလွန်အိတ်ထဲမှာမှတ်ပုံတင်ထောက်ကဝန်ထမ်းကောင်လေးကိုလမ်းပေးလိုက်တယ်စိတ်မကောင်းပါဘူးအကိုအဲ့အခန်းမအားသေးဘူးဗျဟမ်ဘယ်နှစ်ယူထားရလဲအကိုစမယ်အတီးကြတော့မပြောနိုင်ဘူးကိုစနီးမောင်နှံနှစ်ယောက်အပျော်ခီးထွက်လာတာဆိုတော့ကြာချင်လဲကြာမယ်ရတယ်အခုလောလောဆယ်တော့အခြားအခန်းယူမယ်အဲ့အခန်းလေးရရင်ပြန်ချင်းပေးဟုတ်ကဲ့ရပါတယ်စန်တာရဲ့စောနေလို့လားမသိဘယ်အရာမှအဆင်ပြေချောမမနေဘူးဘယ်လောက်ပဲတီးချင်စောရင်များနေပါစေခုချိန်မှာတီးခံပြီးစောင့်နေဖို့သာရှိတယ်အကိုအလွန်အတွေ့အကြုံနဲ့လမ်းလျှောက်နေချိန်အနာမှာဆယ်နေခဲ့ရဲ့ခေါ်တန်းအကိုဒီမှာတယောက်တည်းနေခဲ့လို့ရတယ်မလားကျွန်တော်ကုမ္ပဏီကိုပြန်တော့မယ်ဟိုတခါအကိုပြောတဲ့ပချီကားလေအခုလေလံတင်တော့မှာအဲ့ဆိုတော့လေအဲ့ပချီကားကိုဖွားအရန်သဘောကျတာရအောင်ယူလာခဲ့ဟုတ်ကဲ့ဒါဆိုကျွန်တော်တော့ရင်နော်အကိုပြန်လာမယ်ဆိုဖုန်းဆက်လိုက်ကျွန်တော်လာကြိုမယ်အေးပါကွာစိတ်ထဲမှာလေးလံနေရနဲ့ကန်းချီမှာလမ်းလျှောက်ဖို့ထွက်လာခဲ့တယ်ຫນွေဥပချီဆိုတာအလွန်အတွက်အရေးပါသူတူပဲဖြစ်ရလိမ့်မယ်အမြန်ဆုံးမမိဖို့လိုမယ်အလွန်တွေးနိုင်သမျှတွေးတယ်စဉ်းစားနိုင်သမျှစဉ်းစားနေတယ်ကြာလာတော့ခေါင်းထဲမှာအကောင်ဝင်ကိုက်နေသလိုကိုက်ခဲနေပြီမိန်ကလေးတောင်နှက်မောင်နေတဲ့ဆန်ရွယ်တွေကိုချထားပြီးအလွန်ကိုပြုံးကြည့်နေတယ်အလွန်မြင်နေရတာတွေကပြန်ပြောက်သွားပြန်တယ်ဟုတ်ပြီဒါຫນွေဥပချီပဲတဖြည်းဖြည်းနဲ့တော့ပုံပေါ်လာတယ်အလွန်ပို့ပြီးသိချင်လာမိတယ်အကိုဝန်ထမ်းကောင်လေးတောင်အလွန်စီရှောင်းလန်းလာတယ်ဒီမှာအကိုလိုချင်တဲ့အခန်းရပြီကျွန်တော်ပစ္စည်းတွေပြောင်းရွှေ့ပေးမယ်နော်ဟုတ်လားကျေးဇူးပဲခုရွှေ့ပေးလို့ရမလားဟုတ်ရပါတယ်အလွန်ပစ္စည်းတွေကိုနေရာချပေးပြီးပြန်ထွက်သွားတယ်အလွန်အခန်းထဲကိုဝင်ဖို့လေးလံနေတယ်မသီးစိတ်ကလည်းကြောက်ရွံ့နေတယ်တကားကိုအသာလေးဆွဲဖွင့်လိုက်တယ်အလွန်ရှင်ဘာလုပ်တာလဲရှင်မပချီမပါလဲအဖော်ပြုတ်ပေးမယ်ကောင်းမတွေရှိညာပဲခုလည်းထမင်းအတူစားဖို့သူတို့တော့ခေါ်ပါလားအလွန်နားထဲမှာကြားနေရတာကပချီအတန်အလွန်ကောင်းတွေအရန်ကြိုက်လာတယ်နည်းနည်းလောက်ထပ်ပြီးတီးရရင်ပိုကောင်းမယ်အလွန်ထပ်ပြီးစဉ်းစားလိုက်တယ်တဖြည်းဖြည်းပချီပုံရိပ်တွေကိုမြင်လာတယ်အတန်တွေရဲ့နောက်ဆုံးတော့အလွန်အားလုံးကိုမမိသွားပြီပချီကိုအပြစ်တွေကိုဘလို့ပြန်ပေးဆက်ရပါစေကိုကျင်းနဲ့စွာခံယူပါမယ်ပချီရဲ့အလွန်ရင်ထဲမှာဝမ်းနည်းမှုတွေနဲ့နောင်တများစွာကနေရာယူထားတယ်မဖြစ်ဘူးခိုးချက်ချင်းအိမ်ပြန်မယ်ပချီကိုလိုက်ရှာရမယ်အလွန်အယူတရလုံးစကားပြောနေမိတယ်ညမောင်နေပြီမဟုတ်မနက်မိုးလင်းရင်လာကြဖို့ဆယ်နေကဲကိုဖုန်းဆက်ထားလိုက်တယ်ဆယ်နေမင်းအလုပ်တွေကိုခဏရှက်ထားလိုက်ပချီကိုရှာရမယ်ငါအားလုံးကိုမှတ်မိနေပြီအကုန်မှတ်မိပြီလားဒါဆိုကောင်းတာပေါ့ပချီကရခဲ့လားမရခဲ့ဘူးကိုရခဲ့ဘူးကိုပချီကရဲ့တန်ကြီးထက်နှစပို့ပေးပြီးယူသွားတာဗျ
အဲ့ထဲပါသူတို့ညီမကလိုချင်တာရှိရအောင်ယူတယ်ပစ္စည်းတန်ကြီးကိုမကြည့်ဘူးဟာကွာငါလည်းဖွားဖွားသဘောကျတဲ့ပချီကားလေးမို့လိုချင်တာမင်းသူတို့ကိုသိလားငါတို့လိုက်သွားရင်မကောင်းလားသိတယ်ဒါပေမဲ့ရမယ်လို့မထင်ဘူးကိုထဲပါသူဟာသူ့ညီမသဘောကျလို့ရအောင်ယူပေးတာသတင်းကြားရတယ်ရတော့လည်းအမျက်ပေါ့ကွာမရတော့လည်းမိတ်ဆွေဖြစ်တာပေါ့စီးပွားရေးလောကသားတွေပဲဟုတ်ဆယ်နေကဲထဲပါသူတို့အိမ်ဘက်ကကားလေးမောင်းထွက်လာခဲ့တယ်ခြံဝန်းရှိမှာကောင်မလေးတယောက်ကလာမေးတယ်ဘသူနဲ့တွေ့ချင်လို့လဲဒါထဲပါသူတို့အိမ်လားဟုတ်ပါတယ်ကောင်မလေးတကားဖွင့်ပေးတယ်အလွန်တို့အိမ်ထဲကိုဝင်လာခဲ့ကြတယ်မမကြီးဧည့်သည်သိမကြခင်မင်္ဂလေးတောင်အပေါ်ထက်ကဆင်းလာခဲ့တယ်ဦးတက်ဂရစ်အလွန်အဲ့ဒီမင်္ဂလေးကအလွန်တည်နေတယ်ဟုတ်ပါတယ်တီးရထဲပါသူပါဘာကိစ္စရှိလို့လဲဟိုနေ့ကလေလံပွဲမှာ MM ဆိုတဲ့စိတ်နဲ့ပချီကားလေကျွန်တော်ပြန်ရောင်းပေးပါလားရှင်အုံနောက်တော့ကောင်းပါသေးရဲ့နော်အဲ့ဒီနေရာပချီကဘယ်လောက်တန်လဲရှင်သိမှာပါခါသဘောကျလို့နှက်ဆပေးပြီးအနိုင်ရခဲ့တာကျမကဘာလို့ပြန်ရအောင်မလဲကျွန်တော်လည်းဖွားဖွားသဘောကျတဲ့ပချီကားလေးမို့ပါတောင်းပန်ပါတယ်ကျွန်တော်တို့ခွင့်ပြုပါအောင်အလွန်ထွက်လာခဲ့တယ်မရဘူးဆိုတာကြိုသိနေပေမဲ့ရမလားဆိုပြီးလာခဲ့တာပဲစိတ်မကောင်းယုံကလွင်ပါရှိအောင်ပါလေအိမ်ထဲကလမ်းခေါ်လိုက်ခြင်းပါအလွန်လှည့်ကြည့်လိုက်တော့ပချီဟုတ်ပါတယ်ຫນွေဥပချီပါအလွန်စိတ်တွေလှုပ်ရှားလို့ဘာအတန်မှပြန်မထွက်နိုင်ခဲ့ဘူးအဲ့ဒီမိန်းကလေးကပချီကားကိုကင်ပြီးအလွန်စီကိုလှနေတယ်ရှင်လို့ချင်တာဒီပချီကားဟုတ်ပါတယ်မင်းကຫນွေဥပချီမလားຫນွေဥပချီဆိုတာလွန်ခဲ့3 လလောက်ကတည်သွားပါပြီကျမနာမည်ကခါသက်ချိုပါရှင်အဖွာသဘောကျတယ်ဆိုလို့ရော့ရှင်ဟိုတော့ပါအလွန်လက်ထဲကိုပချီကထိုးပေးခဲ့ပြီးခါသက်ချိုအိမ်ထဲပြန်ဝင်လာခဲ့တယ်အလွန်ကတော့အံ့ဩရင်အံ့ဩရပါတယ်ပချီရဲ့မင်းအရန်ပြောင်းလဲသွားခဲ့ပြီရုပ်လေးတူတာလွေးလမ်းလျှောက်တာစကားပြောတဲ့အတန်အမှုအရာအလုံးပြောင်းလဲသွားပြီအဖြစ်မှန်ကိုရှင်ပြပြစီပချီရဲ့ဒီလောက်ရက်ဆက်လိမ့်မယ်လို့တကယ်မထင်မိဘူးခါဘာလို့လဲပေးလိုက်တာလဲမြမလေးသဘောကျတယ်ဆိုတော့မမထဲဝါရအောင်ယူပေးထားရနော်သိပါတယ်မမထဲဝါဒါနောက်ဆုံးပဲဖွားဖွားသဘောကျတဲ့ပချီကားလေးမို့ခါပေးလိုက်မိတာပါနောက်ဆိုဘယ်လိုကိစ္စပဲရှိရှိပတ်သက်စရာအကြောင်းမရှိတော့လာပါကိုရဲ့နောက်မှတေချာပြန်တွေ့ကြတာပေါ့မဟုတ်ဒါပချီအစ်စ်ຫນွေဥပချီအစ်စ်ဟုတ်ပါတယ်အခုချိန်ကဒါမျိုးပြောဖို့အချိန်မကျသေးဘူးလေအကိုရဲ့အိမ်ရောက်မှတေချာပြန်စင်းဆောင်ဘယ်လိုဖြည့်ရှင်းချက်ပေးရမလဲဆိုတာစင်နေကေကအလွန်အတင်းခေါ်လာခဲ့တယ်အလွန်ကတော့တခြားမှလည်းမကြည့်တဲ့ဘက်ချီကိုလဲကြည့်နဲ့ပါလာခဲ့တယ်ဘက်ချီကိုမသွားခဲ့ပါတယ်ကို့ကိုဖြည့်ရှင်းချက်လေးတော့ဘေးခွင့်ပြုပါကွာပချီကားလေးကိုတေချာကြည့်ပြီးအလွန်စိတ်ထဲကနေပြောနေမိတယ်တားရီတားလေးဟုတ်တော့ခေါ်မကြားအောင်မကြားနဲ့ရိုင်ယန်ဗျာမမီလှမ်းလိုက်တာမမီခေါ်နေတာကြားလာပြီမြန်အောက်ဆင်းခဲ့ထဲဝါသူတို့ညီမရှောက်နေတယ်ဘလို့ထဲဝါသူတို့ညီမရှောက်နေတယ်ဟုတ်လားမမီဟုတ်တယ်မြန်ဆင်းလာခဲ့လာပြီလာပါပြီရိုင်ယန်ဆွဲကောင်လေးကခါသက်ချိုသဘောကျနေပြီလက်ထက်ယူခြင်းနဲ့သူခါသက်ချိုကပါခိုင်ဘယ်တုန်းကမှတွန်းဆုတ်မနေပဲချက်ချင်းလှုပ်တတ်တဲ့သူတီကြီးခန့်ညားတဲ့ပုံမဟုတ်ပေမဲ့လူငယ်စတိုင်ခမမိုက်ပုံညာဘက်ညွတ်မှလည်းလက်ဆွဲကိုဆွဲထားသေးတယ်သို့ပေမဲ့တက်တူတော့ထိုးမချပါခါဟဲ့ဒီမှာငါရှိသေးတယ်နင်းမျက်လုံးထဲမှာခါကိုမြဲမနေနဲ့မမြင်ဘူးရိုင်ယန်မျက်လုံးထဲမှာခါကိုပဲမြင်နေတေးနာလူလင်မညို့အသေးရှိုက်ပြက်မယ်ထဲပါသူကရိုင်ယန်ကိုချင်းချလိုက်တယ်သူချင်းချလဲချမဲ့သူမဟုတ်တာထဲပါသိတယ်ခါရိုင်ယန်စီလာလေရလားရိုင်ယန်ကိုအကူညီတစ်ခုလောက်တောင်းရှာတယ်ကူညီမယ်ဘာလုပ်ပြရမလဲခါပြောရိုင်ယန်ခါပါပြောမယ်ဆိုတာအရင်နားမထောင်မဲနဲ့မပြောနဲ့ခါလူတက်ခိုင်းရင်ရောတ
ကယ်တတ်မလို့လားတတ်မှာခါတာတခွန်ပြောလိုက်ဘသူ့ကိုတော့တတ်ရမှာလဲပြောရိုင်းစကားကောင်းပြောမလို့ဟာကြားထဲမှာထဲပါသူဟာဝင်ပြောလိုက်ခြင်းပါမထဲပါရိုင်းရဲ့ဆိုတဲ့ကောင်ကလည်းခါတာတကယ်ခိုင်းကြည့်တကယ်လုပ်ပေးမှာရိုင်းခါပြောမယ်ပြောလေနားထောင်နေပါတယ်ပြေးရှံမိုးကုမ္ပဏီကရှယ်ယာတွေခါကိုပြန်ရောင်းပေးမလားခါလိုချင်တယ်လားဘာလို့လဲအဆက်ဟောင်းကိုတတိယလို့လားမဟုတ်ဘူးအတိကပြစ်မှတ်မို့လို့ကိုလိုချင်တာโอเคမနေ့ပြန်ရောင်းပေးမယ်အကုန်တော့မဟုတ်နော်တဝဲရမယ်အားလို့ဆိုရပါပြီမထဲပါကျွန်တော်နဲ့ခါကိုသဘောမတူလားဟေးငါသဘောတူလဲသူလက်ခံမှဖြစ်တာလေနင်ငါ့ကိုယူလေငါသဘောတူတယ် no မထဲပါကိုအလိုက်ပေးလဲမယူရိုင်ယန်မျက်နှိုးတာခါတက်ချိုကဲတော့ကြပါတော့နောက်တစ်ပတ်ရှယ်ယာဝင်အစည်းအဝေးကြမှာတွေ့ကြမယ်ပြန်မယ်မထဲပါဟာနေပါအောင်ခါအပြင်ထွက်ပြီးတခုခုစားရအောင်ခါပိုက်မစားအောင်အဲ့ဆိုလမ်းလျှောက်ထွက်ကြမယ်ညောင်းနေဟာမသွားချင်ညောင်းတော့ဘာဖြစ်လဲရိုင်ဖွင့်ချီမှာပေါ့ရိုင်ဗျာအရေးမရအဖက်မရတွေပြောမနေနဲ့တော့မနှက်ပြန်အိမ်ကိုလာခဲ့ရှယ်ယာတွေကိုရောင်းပေးမယ်ဆိုရင်ခါသွားတော့မယ်ခါသက်ချောကရှီယာဦးစွာထွက်သွားတော့တယ်ထဲပါသူကတော့ရိုင်ကိုစိတ်မကောင်းစွာကြည့်ရင်စိတ်မကောင်းမဖြစ်ပါနဲ့ဟာသူ့ရင်ထဲမှာအမုန်းမီနဲ့အတ္တမြည့်လောင်ကျွမ်းနေလို့ပါကျွန်တော်နားလဲပါတယ်မထဲပါခါတာစိတ်ချမ်းသာမယ်ဆိုရင်ဦးသက်ဂရစ်အလွန်ဆိုတဲ့သူကိုသွားတက်ပေးတယ်အဲ့လောက်လည်းမလိုပါဘူးဟာမနှက်ပြန်အိမ်ကိုလာမယ်မလားဟုတ်ဒါဆိုမထဲပါသွားပြီနော်ထဲပါသူထွက်သွားပြီမဲ့လေရိုင်ကအဲ့ဒီနေရာမှာတင်ရက်နေစေခါရဲ့ရိုင်ရဲ့ချစ်လလို့တမင်ဆိုးရလားရိုင်ရဲ့ချစ်တွေကိုမမြင်တာလားအယူအမှုကိုချစ်မိနေပြီခါသက်ချိုရဲ့အခုဒီနေ့အစည်းအဝေးကိုသွားရမယ်နော်ဘာလို့လဲမင်းသွားလို့မဖြစ်ဘူးလားဒီနေ့ကရှယ်ယာဝင်နဲ့အကောင့်ကြမယ်အစည်းအဝေးလေစိတ်ရှုပ်စရာအလောက်ထဲမှာစိတ်မပါဖြစ်နေတယ်ဘက်ချီကိုတွေ့ချင်တယ်အကြောင်းစုံကိုရှင်းပြချင်တယ်ဘလို့အခွင့်အရေးရှားရမလဲသားအလွန်ကောင်းတဲ့ရှိတယ်အကိုကျွန်တော်ကြားတာတော့ထဲပါသူတို့ညီမလည်းရှယ်ယာဝင်တွေလို့ကြားတယ်ဘာမင်းတကယ်ပြောရလားဟုတ်တယ်သွားမယ်လားအစည်းအဝေးကိုအလွန်ကတော့စိတ်မြန်လက်မြန်ပဲစောစောကတော့မသွားချင်ဘူးဆိုပြီးထဲပါသူတို့ညီမလာမယ်ဆိုတော့ချက်ချင်းထသွားတယ်အစည်းအဝေးခန်းမထဲမှာလူစုံနေကြပေမဲ့ထိုင်ခုံသုံးခုံလွတ်နေတယ်အလွန်နိုင်ကိုကြည့်လိုက်တော့အစည်းအဝေးစားဖို့9မိနစ်လိုနေသေးတယ်သိမကြားလိုက်ပါဘူးလူသုံးဦးခန်းမထဲကိုဝင်လာတယ်ရှေ့ဆုံးကခါသက်ချိုအနီရောင်ရရင်ကိုဝတ်ဆင်ထားပြီးချိုပြပြနှကန်းတွေကိုလည်းရဲနီနေအောင်စိုးထားတယ်နောက်မှာတော့ရိုင်ရဲ့ဘလို့အယူဆနဲ့တော့မသိနှဆွဲကလည်းဆွဲထားသေးတယ်စပင်တွေကလည်းအဝါရောင်ကိုစိုးထားတယ်ထဲပါသူကတော့ပြာနှုတ်ရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားပြီးစပင်ကိုမြင့်မြင့်စီးထားတယ်ဘာလို့နောက်ကျနေရလဲအားလုံးစုံနေပြီမင်းတို့စောင့်နေရအလွန်ပြောလိုက်တော့ခါသက်ချိုကစူးရှာတဲ့မျက်လုံးတွေနဲ့အလွန်ကိုကြည့်ကအိုးဟိုခါအထင်တော့ဦးသက်ဂရစ်အလွန်ကနိုင်ရီတော့ကြည့်တတ်သေးမှာပါနော်အခုအစည်းအဝေးစားဖို့10မိနစ်နဲ့စက္ကန့်20လောက်လိုသေးတယ်ဒါတော့နောက်ကျတယ်လို့ဆိုလိုတာလားရိုင်ယန်နဲ့ထဲပါကပြုံးစစ်စီနဲ့အလွန်ကြည့်တယ်အစည်းအဝေးပြီးတော့အလွန်ခါသက်ချိုနောက်ကိုပြေးလိုက်ကပချီနေပါအောင်ကိုရှင်းပြတာလေးနားထောင်ပေးပါအောင်အလွန်ခါသက်ချိုလက်ကိုလမ်းဆွဲထားလိုက်တယ်ရိုင်ယန်ကဒေါသထွက်ကအနားကိုသွားမယ်လို့တော့ထဲပါသူကဆွဲထားလိုက်တယ်နေအောင်အခြေအနေအရင်ကြည့်ရိုင်ယန်ငြိမ်ပြီးကြည့်နေလိုက်တယ်ရှင်ခါလက်ကိုလွှတ်လိုက်ပါကိုပြောတာအရင်နားထောင်ပေးရှင်ပြောမရဘူးလားခါသက်ချိုအတင်းရုံးလိုက်တယ်အလွန်ဆွဲထားတဲ့လက်လေးကိုတေချကြည့်ပြီးရိုင်ယန်စိတ်ပူတာနဲ့ခါအနားကိုပြေးသွားတယ်ခါရေကြံသေးလား
ကျန်သေးတယ်လေရှော့ရိုင်ယန်ပေးရဲ့ရေကိုခါကအလွန်ဆွဲထားလက်ကိုလောင်းချလိုက်တယ် sorry ပဲရိုင်ယန်ခါလက်လေးညစ်ပတ်သွားလို့တုတ်ဆရာလေးရောမရှိဘူးလားရိုင်ယန်ကပြုံးကဘောင်းပီအိတ်ကတ်ထားလက်ကင်ပွားလေးထုတ်ပေးလိုက်တယ်အလွန်ဒီအဖြစ်ပြက်ကိုကြည့်ပြီးတကယ်အံ့ဩမိတဲ့ပချီရဲ့ကိုလက်နဲ့ကန်လိုက်တာညစ်ပတ်သွားလို့တဲ့လားမင်းတော်ပြောင်းလဲသွားပြီပချီရဲ့ခါပြက်မယ်လေပြန်မယ်နေအောင်ပချီအလွန်ကပချီလက်ကိုထပ်ဆွဲထားလိုက်ပြန်တယ်ပချီကိုအထိမခံနေရရင်ကအလွန်အင်ကြီးကိုလမ်းဆဲလိုက်တယ်ခမည်းလွန်မလားနဲ့နော်ခါလက်ကိုလွတ်လိုက်ပါပချီကငါစနီးกว่าမင်းဝင်မပါနဲ့ဖဲခမည်းတို့ကကွာရှင်းပြီးသားခါနဲ့ဘာမှမပတ်သက်တော့ဒီမှာဦးတက်ဂရစ်အလွန်ရှင်နဲ့ပချီကကွာရှင်းပြီးသားဘာမှမဆိုင်တော့ပြီးတော့ကျမနာမည်ခါသက်ချုံနှွေဦးပချီမဟုတ်တော့ပချီအနောက်မှာရက်ကြည့်နေတဲ့ဆယ်နေကဲရဲ့ထဲပါသူကပြေးလာတယ်နင်တို့တွေပတ်ဝန်းကျင်ကိုလည်းတတိယကြအောင်ဆွဲလာယုံလာနဲ့လာပါအခုရဲ့နောက်မှအေးစီပြန်တွေးကြတာပေါ့အခုလိုအများကြီးရှိမှမကောင်းလေဆယ်နေပြောရလဲဟုတ်သားပဲကိုကယောက်ျားလေးမို့အရေးမကြီးလေပချီကမိန်ကလေးဆိုတော့ရှက်နေမှာပေါ့အလွန်ပချီလက်ကိုလွတ်ပြီးနောက်ပြန်လှည့်ထွက်လာခဲ့တယ်ရိုင်ပြောလေခါလက်ကိုဘယ်ချိန်ထိကန်ထားမှလဲအော်မေလို့ရိုင်ကခါလက်လေးကိုလွတ်ချလိုက်တယ်တော့ရတာကားတစ်စီးထဲပြန်လာကြပြီမဲ့စကားတခုမှမပြောမိကြအတွေးကိုစီးနေပေါ့ခါရဲ့မင်းစိတ်ကမပြတ်သားဘူးဆိုတာမင်းမျက်လုံးကတဆင့်တိတာနေပါရဲ့ကွာရိုင်ရဲ့ဆိုတဲ့ကောင်ကအလောင်းမညံ့အောင်ခါသက်ချိုအလောင်းရှင်ခုမှနောင်တတွေရနေလဲအပိုပဲကျမခန်းစားခဲ့ရတာတွေကနိုင်စားလို့မရအောင်ရှင်ရဲ့ချစ်လက်ဆော့တော့မြသွေးခတ်နေတာအတူပြောင်းနေကြပါခါဒီနေ့အဖြစ်ပြက်ကတော်တော်ရှက်ဖို့ကောင်းတယ်နော်လူအများရှိမှာမထဲပါရဲ့ခါလဲပတ်တက်နိုင်ပါလေလူလေခါမှာသူ့ဟာလာဆွဲတာမယုံမဲငိမ့်နေခါအလိုတူတယ်လို့သူထင်နေမှာပေါ့ထားတော့ထဲပါကအေးရပေါ်ဝင်လဲလိုက်တယ်မထဲပါခေါက်စိတ်ဆိုးနေရလားမဆိုးပါဘူးဒါခါရဲ့လောက်ပိုင်ခွင့်လေဒါနဲ့ခါလေးရိုင်ယန်ကိုရောဘလို့သဘောရလဲသူကခါတက်ဆိုအမြဲတမ်းအစင်တင်တော့သူမိဘတွေကလည်းခါကိုသဘောကျနေတာတော်ပါမထဲပါရဲ့ရိုင်ယန်ကိုမောင်လေးတယောက်လို့တငယ်စင်းလိုပဲသဘောရတယ်မဟုတ်မှခါကအလွန်ကိုမပြတ်နိုင်သေးရလားမဟုတ်ဘူးຫນွေဥပချီကနေခါတက်ချိုပေါ့ရောက်လာကြရအကုန်ထားခဲ့ပြီထဲပါကတော့ဘာမှစက်မပြောတော့ပဲအိတ်နေတယ်ပချီကတော့အတွေးတွေနဲ့တော်တော်နဲ့အိတ်လို့မြပါဒါလေမမီဘာပြောမလို့လဲဒါလေးမျက်နှာမလားလို့ဘာဖြစ်နေရလဲခါပေါ့သူကသာဟိုလူအပေါ်ခါတီဆက်ဆံပေမဲ့သူ့မျက်လုံးတွေကတယောင်းစင်ရှိနေသေးတဲ့ပေါ့ဒါရဲ့မမီသားလေးအတွက်မိမမရှားပါဘူးသားလေးအတွက်မမီရှာပေးရမလားခါတက်ချွတ်တဲ့မိမတွေဘောလွန်းလို့မရအောင်ခါထက်သားတဲ့သူမရှိဘူးမမီသားစိရောက်ပေါ်မှာခါမှခါပဲဖြစ်နေတာခါအောင်မှမရရင်တခြားမိမလည်းမရွတ်ချင်ဘူးမမီအော်ငါသားရဲ့ရိုင်ယန်ကတော့ခါတက်ချွတ်ကိုချစ်တယ်တိုင်မဲ့အတင်းလူယူမယ်လို့မတွေးပါခါဘက်ကချစ်လာမယ်နေ့ကိုစောင့်နေခြင်းပါပဲခါရဲ့စိတ်ထားကပြတ်သားတယ်လူတစ်ပတ်သားကိုတရားတဲ့နီးနဲ့ရင်ဆိုင်တယ်ဘသူ့ကိုမှအနိုင်မကျင့်တော့ဘသူ့ကိုလည်းလာပြီးမတရားအနိုင်ယူလို့မရပါမာနာခက်ကြီးဒါဆိုတာပဲအတလည်းရှိသေးတယ်ဒါပဲရိုင်ယန်ကချစ်နေရတာမသိအောင်တစ်မျိုးသိအောင်တစ်မျိုးတနေ့ပို့ပြီးချစ်နေရမှာကိုကျေးနပ်နေရတာအကိုပချီတော်တော်ပြောင်းလဲသွားတယ်နော်ဟုတ်တယ်အခုရှယ်ယာတွေကိုပြန်စစ်ကြည့်တာထဲပါသူတို့ညီမနှစ်ယောက်ပေါင်းရင်အကိုထက်သာနေပြီအလုပ်လဲကျူးဆိုင်ပါအောင်အရေးမကြီးဘူးပချီကိုသာလို့ချင်းငါပိုင်သမျှအကုန်ပေးလိုက်လို့ရတယ်
မဟုတ်သေးဘူးလေအခုကအရင်လိုຫນွေဥပချီမဟုတ်တော့လေတကယ့်ကိုခါခါတီးတီးနဲ့အရန်ကိုပြောင်းလဲသွားခဲ့ပြီအကိုအဲ့ဒါတွေမသိဘူးငါအမားတွေအတွက်သေချာတောင်းပန်ရမယ်ပချီပြန်လာဖို့ရအောင်ပြောရမယ်အကိုတော်ပြီစက်မပြောနဲ့တော့ဘလို့မှပြောများတော့တဲ့နောက်ဆယ်နေကဲထွက်သွားလေတော့တယ်ပချီရဲ့မင်းမရှိတော့တဲ့နောက်ကိုအရန်လွမ်းတာပဲကိုစီပြန်လာခဲ့ပါပချီရဲ့ယောက်ျားတစ်ယောက်ဖြစ်နေပေမဲ့အလွန်မြည့်ရချရတယ်ဆယ်နေကဲမင်းပါလာလောက်တာလေအမဒီစာလေးကိုဖတ်ကြည့်ပေးပါဗျာအမဖတ်ပြီးအကိုခံစားတာတွေအမသိလာလိမ့်မယ်မဖတ်တော့ဆယ်နေကဲငါနဲ့တက်ဂရစ်အလွန်ကဘလို့အကြောင်းမျိုးနဲ့မှပတ်သက်ဆရာမရှိတော့မဟုတ်ဘူးအမအကိုကလှုပ်ကြံခံရတာဗျဘလို့ဟုတ်တယ်အမသိချင်ဒီစာကိုဖတ်လိုက်အကိုကသူ့ကိုယ်တိုင်ပြောပြချင်နေတာအမတွေးခွင့်မပေးလို့ဒီစာလေးကိုပေးလိုက်တာစာကိုဖတ်ပြီးအမဘာသာဆုံးဖြတ်ပါကျွန်တော်သွားခွင့်ပြုပါအောင်ဆယ်နေကခါသက်ချိုလက်ထဲကိုစာအိတ်လေးထည့်ပေးပြီးပြန်လှည့်ထွက်လာတယ်မပတ်သက်ချင်ပါဘူးဆိုမှအကြောင်းရှာပြီးရောက်လာပြန်တယ်ဘလို့ရေးဆက်များလဲအလွန်ရဲ့ထပ်ပြီးတော့ရက်ဆက်ချင်သေးလို့လားစာအိတ်လေးကိုဖောက်ပြီးဖះမှာမိုးရင်မရဲဖြစ်နေတယ်အေးရပေါ်ခြေပြက်လက်ပြက်လဲချလိုက်တယ်ခါလီဘာရဲလဲမသိတော့မမထဲပါသိချင်အဲစာအိတ်ကိုဖောက်ဖက်ကြည့်လိုက်တဲ့ခါမဖက်ရဖြစ်နေတယ်ခါညီမလေးစိတ်ထဲမှာရှိတာမဖုံးကြပါနဲ့ညီမလေးရင်ထဲမှာတက်ဂရစ်အလွန်ရှိနေတော့မယ်ညီမလေးရဲ့မာနနဲ့ညီမလေးရဲ့အတ္တတွေတမင်ဖုံးကွယ်ချင်နေတာသူများကိုသာလိန်လို့ရမယ်ညီမလေးကိုလိန်လို့မရအောင်မမထဲပါတကယ်တော့လေခါသိတယ်ခါလေးခံစားခဲ့ရတာမမနားလေတယ်အခုလိုသူ့ဘက်ကပါပြောချင်နေတယ်ဆိုတာညီမလေးအရင်နားထောင်ပေးလိုက်ပါတကယ်လားစင်ချေလားဆိုတာညီမလေးခွဲခြားနိုင်ပါတယ်ခါသူ့စကားကိုနားထောင်ရင်တကယ်ယုံကြည်မိလိမ့်မယ်မမဒါဆိုဒီစာမမဖတ်ပြမယ်နားထောင်မလားမမဖတ်လေထဲပါသူကအလွန်ရေးပေးလိုက်တဲ့စာကိုစပြီးဖတ်ပြတော့တယ်ချစ်ရတဲ့ပချီအရင်ဆုံးကိုတောင်းပန်ပြစီကွာကိုပချီအပေါ်ရက်ဆက်ခဲ့ပါတယ်ဥပိ္ပခလည်းပြုတ်ခဲ့ပါတယ်ပချီမရှိတော့တဲ့ချိန်ရောက်မှပချီကိုပို့ပြီးတန်းတားမိတယ်မြသွေးခက်ရဲ့လှုပ်ရက်ကြောင်းကိုပချီအပေါ်ရက်ဆက်မိတာပါမြသွေးခက်ကအိမ်ငွေချတဲ့နည်းနဲ့ကို့ကိုပြူစားခဲ့လို့ပချီကိုလုံးဝမမိတာပါမိအေးပြောမှကိုသတိထားပြီးဆရာဝန်နဲ့ပြသမှသိရတာပါပချီကိုမမိဖို့ကိုစူးစမ်းခဲ့တယ်ကိုတို့အပျော်ခီးထွက်ခဲ့တဲ့နေရာကိုရောက်မှပြန်ပြီးမှတ်မိတာပါကိုအမားတွေကိုအနိုးညွတ်တောင်းပန်ပါတယ်ပချီကြိုက်တဲ့အပြစ်ပေးပါကိုကျင်းနဲ့စွာခံယူပါမယ်ပချီကိုကြည့်ရတဲ့အလွန်ကဲခိုင်းဘလို့လဲမမဒါဖြစ်နိုင်ပါမလားဒီခေတ်ထဲမှာအိမ်ငွေချတဲ့နေရောတကယ်ရှိရလားဒါကလွယ်ပါတယ်မြာသွေးခက်အကြောင်းနည်းနည်းစုံစမ်းကြည့်အဖြစ်မှန်ကိုသိနိုင်တာပဲလေတော်ပါပြီမမရအလွန်နဲ့မပတ်သက်ချင်တော့ခါလီသဘောပါပဲအလွန်ရဲ့ရှင်ပြောသမျှဘာလို့များယုံကြည်ချင်နေရလဲမာနလေးနည်းနည်းတော့ထားပြစီလားအလွန်ရဲ့ဟာဘာလို့များအတင်းអော်နေရလဲစောစောစီစီမမထဲပါခါရောအချိန်လဲကြည့်အောင်ဒီချိန်ဆိုခါလေးဖျားဝတ်တက်နေတယ်မပြီးသေးဘူးလားအရေးကြီးလို့ဒီလောက်အရေးကြီးနေငါ့ကိုပြောခဲ့ဟာမပြောနိုင်ပါဘူးစောင့်နေမယ်သဘောပဲထဲပါသူကရိုင်ယန်ကိုမျက်ဆောင်ထုတ်ပြီးဟိုဘက်ကိုလှည့်သွားလိုက်တယ်တိတ်မကြခင်ခါသက်ကျော်အပေါ်ထက်မှဆင်းလာတယ်ခါပြောရိုင်ဟိုလေအရေးကြီးတယ်ဆိုပြောလိုက်လေထဲပါသူကဝင်ပြောလိုက်တယ်ဟာဗျာဟာသွားပြီတကယ်ကိုဗျာဟဲ့နေရအစမရှိအဆုံးမရှိဘာဟာဗျာလဲဘာတကယ်သွားရလဲမမထဲပါရမနောက်စမ်းပါနဲ့ပြောစရာရှိတာလဲတကယ်ဗျ
စောင့်နေရင်းကနေတကယ်မေ့သွားတာအဲ့ဒါမမထဲပါကြောင့်ဖြစ်ရလေရိုင်းရင်ရေငါလည်းနေ့ကိုဘာမှမလုပ်ရပါဘူးဟာဗျာတကယ်ဟုတ်ဗျာစဉ်းစားလို့မရတော့တော်ပါတော့ရိုင်းရင်နင်ဖြစ်လိုက်ရင်အဲ့လိုပဲထားတော့ခါတစ်ခုလောက်အခုညစ်တောင်းမလို့ပြောလေဘာလုပ်ပေးရမလဲမြတ်သွေးခက်အကြောင်းစုံစမ်းပေးပါသူအခုထောင်ထဲမှာလို့သိရတယ်ဘာဖြစ်လို့လဲခါပြန်မေးမယ်ဆိုရင်တော့မကူညီနဲ့တော့ထားလိုက်တော့โอเคမမေးတော့စုံစမ်းပေးမယ်ခါရဲ့ရိုင်ကခါတဲ့ဘာလဲလို့သုံးသဘောမျိုးလားရိုင်ရဲ့ဆိုတဲ့ကောင်ကခါအတွက်ဆိုရင်အမြဲတမ်းအစင်းသင့်ပါပဲခါပျော်ရွှင်နေရိုင်ကျင်းနေပါတယ်အကိုလေးသမင်းစားတော့မလားအေးစားကြမယ်လေမိအေးတော့တားမိရောအတူစားကြမယ်လေမဟုတ်တာပဲအကိုလေးရဲ့မိအေးတော့နောက်မှစားမယ်ဘာလို့လဲငါလည်းနေ့တိုင်းကြောက်တဲ့စားနေရတာတခုခုလိုနေသူတို့ပဲဟုတ်တာပေါ့မမသာရှိရင်အခုလိုဖြစ်မှာမဟုတ်အေးဟာလက်ကြီးကိုအရန်တရိရတာပဲဟာမမကိုပြန်ခေါ်ပါလားအကိုလေးခေါ်ချင်တာပေါ့သူကတွေးခွင့်မပေးဘူးဟိုနေ့ကအကိုလေးစာရေးပြီးတောင်းပန်ထားတယ်အဖြစ်မှန်ကိုလည်းရှင်းပြထားတယ်သူယုံကြည်ပါစေလို့ဆုတောင်းရတာပေါ့ကွာမမကယုံကြည်မှာပါဒါဆိုတိတ်မကြခင်မမဒီအိမ်ကိုပြန်လာတော့မှာပေါ့တကယ်ပြောတဲ့အကိုလေးတိတ်လည်းပြောမနေနဲ့ဟိုကယုံမှန်းမသိမယုံမှန်းမသိမမပြန်လာပါစေလို့ဆုတောင်းတယ်ကဲဒီညထမင်းစားရပါအောင်မလားအော်ဟုတ်အပျော်လွန်သွားလို့ပါအကိုလေးဒီအိမ်ကြီးမှာပချီကိုမျောနေကြတယ်ပချီရဲ့ကိုအမားတွေအတွက်ပြန်ပြီးပေးဆက်ပြစေလားပြန်လာခဲ့ပါပချီရဲ့မနှက်မိုးလင်းတိုင်းကိုနားထဲမှာပချီရဲ့ဖျောင်းဖို့တက်တန်းကိုကြားရနေမိတယ်အရန်လွမ်းတာပဲခါရှော့ဒီမှာခါလိုချင်တဲ့ဟာဘာလဲဟင်းရိုင်ကခါအနားကိုတိုးကပ်လာပြီးစပွဲပေါ်မှာထိုင်လိုက်တယ်တီးချင်ကြည့်လေခါစာအိတ်လေးကိုဖွင့်ဖတ်လိုက်တယ်အော်မြသွေးခက်ရဲ့အကြောင်းအရာတွေပဲခါတစ်ချက်ပြုံးလိုက်တယ်ဒီပြုံးတွေရိုင်နားလေပါတယ်ခါကိုထပ်ပြီးမခံစားစီချင်တော့ပါသူ့ဘအကြောင်းလေးကိုရင်ဖွင့်ပြောပြတောင်းကားဆိုတကယ်တနာမိတယ်The Great အလုံးဆိုတဲ့ကောင်သွားတက်ချင်စိတ်တွေပေါ်မိရဲ့ခါဘာလို့ဒါတွေကိုလိုချင်ရလဲမသိဘူးခါစိတ်ထဲမှာသိချင်နေတာတကယ်တော့ခါသူ့ကိုစိတ်မကုန်သေးတာပါခါထပ်ပြီးတော့ခံစားရလိမ့်မယ်သေချာစဉ်းစားပါအောင်ရိုင်ခါဘာမှမလုပ်ရသေးပါဘူးဘာလို့စဉ်းစားရမှာလဲမသိဘူးခါသူ့စီထပ်ပြီးသွားမအောင်စိတ်ပူတယ်ခါမသွားပါနဲ့ရိုင်စကားတွေကိုကြားရတာခါရင်ထဲမှာလိုင်းတစ်ချက်ပုတ်ခတ်သွားတယ်ခါမှသွားပြီးရိုင်ခုလိုတွေခိုင်းတာသူ့ကိုမျောလင်းချက်တွေပေးနေတယ်လို့ဖြစ်နေပြီတကယ်တော့ခါရိုင်ကိုမောင်လေးတယောက်လိုသာမြင်တယ်ခါရဲ့ပထမဆုံးအချစ်တွေလားနောက်ဆုံးအချစ်တွေလားတော့မသိအကောင်လုံးကအလွန်စီမှာကြံရစ်ခဲ့ပြီဆယ်နေဗျာအကိုပါခိုင်းမလို့လေဒီနေ့မြသွေးခက်ကိုခဏသွားကြည့်ရအောင်ဟုတ်ကဲ့ဘယ်ချိန်လဲအကိုအခုပဲစိတ်မြန်လက်မြန်ရှိတဲ့အလွန်ကချက်ချင်းပင်ထသွားတယ်မြသွေးခက်ကိုသွားတွေ့တယ်ဆိုတာကလည်းတရားစင်မပြတ်လို့တော့မဟုတ်ပါကုမ္ပဏီကရှယ်ယာတွေကိုပြန်ဝယ်ဖို့အတွက်သွားခြင်းပါ။ဘာပြောတယ်။မရှောင်းနိုင်ပါဘူး။ဥဘလို့ပဲစူးစမ်းပါစေ။ခက်မရှောင်း။တနေ့ဥကခက်အပိုင်ပဲ။ခက်ခုချိန်ထိနောက်တာမရသေးဘူးလား။မရအောင်။ဥကခက်အပိုင်ပဲ။ဥရင်ထဲမှာရှိနေရလို့ဒီတိုင်းလည်းမထား။ခက်မင်းပါရဲ့ကြံနေပြန်ပြီလေ။ပချီကိုမထိနဲ့တော့။သိပ်ပြီးစိတ်ပူသွားလား။ခက်ကတော့မစားရတဲ့အမဲကိုတဲနဲ့ပတ်ရတော့မယ်ဦးရေမင်းဟာမြတ်သွေးခတ်မှာအယူတယောက်လိုရဲနေတော့တယ်အလွန်အတွေးတွေကပချစ်စီတန်းရောက်သွားတယ်ဆယ်နေပြတ်မယ်ဟုတ်ဆယ်နေဟိုရောက်ရင်မင်းအလုပ်တွေခဏနားထောင်ပချစ်ကိုစောင့်ကြည့်နေ
သူ့ကိုစိတ်ပူရတယ်ဟုတ်ကဲ့ဘာဖြစ်လို့လဲအကိုမြတ်သွေးခဲဆိုတဲ့မိန်းမခုထိနောင်တမရသေးဘူးသူပချစ်ကိုတောက်ခပေးဖို့ကြံနေတယ်ဒါဆိုအမကိုပြောပြလိုက်မကောင်းလားမပြောနဲ့အောင်ပချီကရုံမှာမဟုတ်လောလောဆယ်စောင့်ကြည့်နေပါအောင်ဟုတ်ပန်းချံထဲမှာငေမောကထိုင်နေတဲ့ခါကိုအိုအေမှာကြည့်နေရင်တပြင်းချမိတယ်ခါလေမမထဲပါမမလည်းတက်ကောင်ကျွက်မြမလေးလည်းတက်ကောင်ကျွက်ဘဝတူတွေမို့တရားအကြောင်းတရားနားလေလို့မမတို့တွေညီအမရင်လို့နေခဲ့ကြတာမြမလေးရင်ထဲမှာရှိရဝေဒနာမမကိုမပြောရင်ဘသူ့ကိုတော့ပြောမှလဲမမထဲပါသူ့ရင်ခွင်ထဲဝင်ကငိုချလိုက်ပါတော့တယ်ခါပွားရဲ့အလင်းရောင်ကမမထဲပါခါပွားလေးအခုလိုလှပနေရမမကြောက်ပါမမသာရှောက်မလာခဲ့ခါဘလို့ရှစ်ဆက်ရမယ်ဆိုတာတကယ်သိလာမှာမဟုတ်မမကြောင့်သာလူတွေရဲ့အကြောင်းတွေကိုပိုသိလာရတယ်လူလောကကြီးကဘလို့ဖြတ်တန်းရမယ်ဆိုတာမမတင်ပြခဲ့လို့ခါသိလာရတာပါခါပွားရဲ့ကျေးဇူးရှင်အောင်မမပါငိုချလိုက်ပါညီမလေးရင်ထဲမှာပြည့်နေတန်ရာတွေကိုမြည့်နေအတူမျောလိုက်ပါတော့ညီမလေးရဲ့အမုန်းတွေကိုလည်းပြစ်လိုက်ပါတော့ကိုလိန်ညာနေအောင်အရန်ပင်ပန်းလွန်လာတဲ့ညီမလေးတကယ်တော့ခါအလွန်ဘယ်တုန်းကမှလည်းမမုန်းခဲ့ပါဘူးခါစိတ်နာမိတာပါညီမလေးအတ္တကြီးခဲ့တယ်သူ့ကိုညီမလေးခံစားရတယ်လို့ပြန်ပြီးကိုခံစားစီခြင်းခဲ့တာခါသက်ချိုဆိုတဲ့နာမည်ကလည်းညီမလေးရဲ့အတ္တအပေါ်အယောင်ထက်ချေခြင်းပါပဲသူခံစားရအောင်တခုခုပြောပြီးတိုင်းညီမလေးရဲ့အသေးတွေကြွေမွမတက်ခံစားရတယ်မမရဲ့ခါရင်ထဲမှာရှိသမျှခံစားချက်တွေကိုငိုရင်းရင်ဖွင့်နေတော့တယ်ထဲပါကတော့သူ့ကြောလေးကိုပုတ်ပေးရင်နှစ်သိမ့်ပေးနေတယ်ဒီအဖြစ်ပြအားလုံးကိုတေးသေးချာချာရှင်းရှင်းလင်းလင်းမြင်တွေ့ကြားလိုက်ရတဲ့ရိုင်ယန်ကယောက်ျားမှန်တန်ပဲမြေတွေကြမြဲဒါတွေကဘသူ့အမှအပြစ်တင်လို့မရအောင်လေနှလုံးသားရဲ့အလိုချဖြစ်လာတာပဲရိုင်ယန်နှလုံးသားလေးဒီနေရာမှာတင်ကြေမွခဲ့ရပါပြီခါရဲ့မမထဲပါအော်ရိုင်ယန်လာလီလာတာနောက်ထားခါခုတီပြန်မလာသေးဘူးလားမလာသေးဘူးဟာမလာသေးရင်ဖုန်းဆက်လေဒီတိုင်းထိုင်မနေနဲ့လီလံပွဲသွားတာပဲပြီးရင်ပြန်လာမှာပေါ့ရိုင်ယန်ရဲ့မဟုတ်ဘူးလီလံပွဲကပြီးပြီရိုင်ယန်ရောက်ခဲ့တယ်ဘာမှကိုမရှိတော့ဘာထဲပါသူလှန့်သွားတယ်ညီမအရင်မဟုတ်ပေမဲ့ညီမအရင်လို့ကြည့်ရတာကြောင့်ဖုန်းကိုချက်ချင်းကောက်ဆက်လိုက်တယ်ရလားမမထဲပါမရဘူးစက်ပိတ်ထားတယ်ဟာကွာဘယ်လိုလုပ်ကြမလဲရိုင်ယန်ဘယ်လိုလုပ်ရမှာလဲကျွန်တော်လူနည်းနည်းခေါ်ပြီးလိုက်ရှာကြည့်မယ်မမလည်းလိုက်မယ်လေအဲ့ဆိုသွားမယ်လာညလုံးစိတ်ရင်းအမှန်နဲ့စိတ်ပူနေကြတယ်ရိုင်ယန်ကလူတချို့ကိုခေါ်ပြီးလေလံပွဲလုပ်တဲ့အနီးတစ်ဝိုက်မှာရှာတယ်အကိုပါလဲစင်နေပြပြတလဲနဲ့အမြန်ဆုံးလိုက်သွားမှဖြစ်မယ်ဘာလို့လဲတေချာပြောစမ်းအမနောက်မှာလူတစုံနှောက်ရောင်ခံပြီးလိုက်နေတယ်သွားမယ်လားပချီကဘယ်ကိုသွားရလဲလီလံပွဲကဘယ်မှာလဲငါလည်းမကြားမိပါဟုတ်တယ်တကယ်မရှိဘူးအမကိုတမင်လှည့်စားလိုက်တာဟာကွာမြင်မငါစိတ်ပူလွန်းလို့တေးတော့မယ်ပချီရဲ့တေချာစောင်းကြည့်နေရင်ကအခုလိုဖြစ်သွားတာတောင်းပန်ပါတယ်ကွာဘာမှမဖြစ်ပါစေနဲ့စင်းနေကြတော့ကားလေးလီလံပွဲလောက်တဲ့နေရာကိုရောက်လာခဲ့တယ်အလွန်စိတ်ပူလွန်းလို့ကားပေါ်ကမြန်ဆင်းလိုက်တယ်လူရှုပ်မှာအလွန်မျက်နှာလေးပူးဆက်သွားတယ်အမတ်တမဲမို့ဘသူထိုးလိုက်မှမသိပါဘူးတေချာကြည့်လိုက်မှပချီနားမှာဝဲနေတဲ့ကောင်ပဲမင်းဘယ်လိုလုပ်လိုက်တာလဲဘယ်မှာလဲခါမသိဘူးငါလည်းကြာချင်းလိုက်လာတာပဲမဖြစ်နိုင်တာမင်းခါကိုပြန်ခေါ်လို့မရလို့အခုလိုရှုံမာရဲ့နီးသုံးတာမဟုတ်လားမဟုတ်ဘူးကွာငါပချီကိုအဲ့လိုမလုပ်ငါတို့ခုလိုစကားများနေမယ်စားလိုက်ရှာတာပိုကောင်းမယ်အကိုဟိုဘက်ကအတန်ကြားတယ်အလွန်ရောရိုင်ရဲ့ပါ
ဆယ်နေပြတဲ့ဘက်ကိုသွားကြည့်ကြတယ်တကယ်ပင်ပချီကိုချုပ်ထားတာပဲပတ်ဆက်ကိုလည်းပိတ်ထားတယ်လူကြီးတယောက်ကပချီလက်မောင်းတွေကိုဓာတ်နဲ့ချစ်နေတယ်ပချီခအလွန်ကျမကိုကဲပါအောင်အလွန်ရောရိုင်ရဲ့ပါပြေးသွားပြီမယ်ရိုင်ရဲ့ကခါးစီကိုရောက်သွားတယ်အလွန်မှာတော့လူမိုက်တွေလုံထွေးနေတယ်ဘယ်တော့မှတိုက်ရိုက်ခိုက်ရင်မရှိတဲ့အလွန်ကထိုးချက်ပေါင်းများစွာနဲ့ခံနေရတယ်ရိုင်ရဲ့ကခါးကိုကျိုးတာဖြေးပြီးအလွန်ရှိတဲ့နေရာမှာလဲလာကူတယ်ရိုင်ရဲ့မှာစီပွားရေးလောကမှာလို့ရမယ်ရဆိုပြီးလူမိုက်လေးနည်းနည်းမွေးထားတာကြောင့်အနေအများတော့တိုက်ခိုက်နေတယ်တယောက်ကခါးစီပြေးသွားတယ်ဒါတကြောင်ကိုခိုင်ထားသေးတယ်အလွန်ခါးကိုစိတ်ပူလွန်းလို့အဲ့လိုပြေးခံလိုက်တယ်နောက်တော့အဲ့ဒီတာကအလွန်စီတတိထားလာတယ်အလွန်တတိထားဟဲ့လူစိတ်ပူတဲ့အတန်တွေကတတိပေးနေကြတယ်အလွန်ပချီရဲ့အတန်လေးကိုကြားပြီးပချီကိုငေးမော့နေပြီတယ်အာဟမ်ရိုင်ခါအတကုံအော်ပစ်လိုက်တယ်တကယ်တော့အလွန်ကိုလာထိုးတာတီတာချက်ကရိုင်ကဝင်ခံလိုက်ခြင်းပါရိုင်ခါစိတ်မကောင်းဖြစ်ပြီးမျက်ရည်တွေကျမိရဲ့ရိုင်ကခါကိုကြည့်ပြီးပြုံးနေတယ်ခါအလွန်ကိုချစ်တယ်ဒီညမှာသာအလွန်တည်သွားရင်ခါတစ်သက်လုံးငိုနေရလိမ့်မယ်ရိုင်ခါကိုမချစ်ဘူးရိုင်ရဲ့အတွက်ဝဲနေရင်အလွန်ဆုံးတစ်ပတ်ပေါ့ခါပြော်နေရိုင်ကျင်းတတ်ပါတယ်တီးပြော်ပါတယ်ခါရဲ့အဲ့ဒီချိန်ရဲတွေလည်းရောက်လာကြပြီအားလုံးကိုဖမ်းခေါ်သွားကြတယ်အလွန်နဲ့ပချီကတော့ရိုင်ကိုစီးအောင်ပို့ပေးတယ်ဘာမှထူးခြားမှုမရှိတော့ပချီငိုချလိုက်တယ်ဒါတွေအားလုံးကငါကြောင့်ဖြစ်ရတာရိုင်ရဲ့ငါအတွက်တည်ပေးတာမထိုက်တန်အောင်ပချီအရင်လည်းဝမ်းနေမနေပါနဲ့ကိုလည်းတကယ်စိတ်မကောင်းပါဘူးသူကကို့အစားဝန်ခံပေးခဲ့တာကိုလှိပ်ပြမလုံးဘယ်တက်နိုင်မှလဲအလွန်ရဲ့ရိုင်ကအရန်သနာဖို့ကောင်းတယ်အလွန်ရဲ့ရိုင်ရဲ့နှစ်ယောက်လုံးကကျမအပေါ်မှာမေတ္တာအစစ်နဲ့ချစ်ခဲ့ကြတယ်မထင်မှတ်တဲ့အလွဲအချော်တစ်ခုကြောင့်ကျမအတ္တကြီးခဲ့တယ်ကျမရဲ့အတ္တကိုရောင်ချယ်ခဲ့လို့ရိုင်တည်ဆုံးခဲ့ရတယ်အားလုံးရဲ့တရားခံကကျမຫນွေဦးပချေပရိသတ်များရှင်ဇလန်လေးကတော့ဒီမှာပြီးဆုံးပါပြီဒီဇလန်လေးကိုအချိန်ပေးပြီးအစအဆုံးနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်ရက်တွေမှာဒီ channel လေးကနေပြီးတော့ဘလို့စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇလန်လေးတွေကိုတင်ဆက်ပေးအောင်မလဲဆိုတာပရိသတ်များအားလုံးစောင့်မျှလို့အားပေးနားဆင်ကြပါအောင်ရှင် channel လေးကို like and subscribe လေးမလုပ်ရသေးဘူးဆိုရင်တော့ channel လေးကို subscribe လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်